အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တင်ဆက်ပေးချင်တာကစာရေးဆရာနိုင်စတဲ့ရဲ့လောကရန်ကိုဒူးထောက်ဖို့မလိုဘူးဆိုတဲ့ဇာတ်လေးပဲဖြစ်ပါတယ်ဘဝဆိုတော့ကျိုးဆိုးရကရတဲ့အယုဒ္ဓယုံမဟုတ်တဲ့အတွက်လွတ်လပ်စွာကြိုးစားခွင့်ရှိပါတယ်ဒါစစ်တဲ့အောင်မြင်မှုရတန်ဖို့လောကရန်ကိုနိုင်အောင်တိုက်ဖို့ဆိုရင်အောင်မြင်ခြင်းနဲ့စိတ်ကရှိကိုရှိရမှာပါအောင်မြင်မှုဆိုတာပြောလွယ်တယ်လို့လုပ်ဖို့အရန်ခက်ခဲတဲ့အရာတစ်ခုပါလူတိုင်းအောင်မြင်ကြပါတယ်အောင်မြင်အောင်လည်းကြိုးစားနေကြပါတယ်ဒါပေမဲ့လူတိုင်းကသူတို့ရဲ့ကြိုးစားမှုနဲ့ထိုက်တန်တဲ့အသီးပွင့်တွေကိုမခံစားရကြပါဘူးဒါဟာအောင်မြင်မှုအတွက်ကြိုးစားဖို့လိုအပ်တာမှန်ပေမဲ့ကြိုးစားတိုင်းအောင်မြင်မှုမရကြတဲ့သဘောပါပဲအချို့ကပြောကြတယ်ငါအစွမ်းရှိတဲ့လောက်ကြိုးစားခဲ့တာပဲအောင်မမောင်မြင်တာဘာတက်နိုင်မှာလဲတဲ့မှန်ပါတယ်အချို့သောလူတွေအောင်မြင်မှုကိုရဖို့အတွက်အစွမ်းကုန်ကြိုးစားခဲ့ပါတယ်ဒါပေမဲ့မအောင်မြင်ခဲ့ပါဘူးတကယ်တော့ဘယ်အရာမျိုးကိုမစိုးအမှန်တရားအောင်မြင်ခြင်းကြိုးစားမှုဆိုတဲ့အရာတစ်ခုတည်းနဲ့မလုံလောက်ပါဘူးပြင်းထန်တဲ့အောင်မြင်ခြင်းစိတ်ရှိဖို့လိုအပ်တယ်လို့အဲ့ဒီစိတ်ကိုရေရှည်တည်တံ့ခံမြအောင်ထိန်းသိမ်းရပါမယ်ဒါမှတော့အောင်မြင်မှုမရမချင်းအစွမ်းကုန်ထက်ကကြိုးစားခြင်းစိတ်ရှိနေမှာဖြစ်ပါတယ်အောင်မြင်မှုဆိုတဲ့အရာဟာစုလေးတစ်ချက်လောင်းလိုက်ရုံနဲ့ပြည့်တဲ့အရာမဟုတ်တယ်လို့ရေလေးတစ်ခွက်လောင်းလိုက်ရုံနဲ့ပွင့်နေပန်းလည်းမဟုတ်ပါဘူးအချိန်ကာလတစ်ခုတည်းပြည့်စုံမှုဆိုတော့ရှိကြပါတယ်ကောက်ယူမိလို့အချိန်ခဏလေးနဲ့အစွမ်းကုန်ကြိုးစားပြီးအောင်မြင်မှုကိုလိုချင်လို့မရပါဘူးဒါကြောင့်စွမ်းကုန်ကြိုးစားခဲ့ရဆိုတဲ့နေရာမှာဘယ်အတိုင်းတာတိစွမ်းကုန်ကြိုးစားခဲ့ရလဲအချိန်ဘယ်လောက်ဘေးဆက်ခဲ့တယ်ဆိုတာအရေးကြီးပါတယ်မိမိတို့ဟာအောင်မြင်မှုရဖို့အတွက်တော့မဲ့ F4 Edison တို့ကြိုးစားခဲ့ပါသလား VK မဆူဇာဘက်တို့လိုမိမိတို့စိတ်ဝင်စားတဲ့အရာတွေပေါ်မှာမိမိတို့ဘဝကိုမြုပ်နှံခဲ့ပါသလားမိမိတို့ရင်ထဲမှာရှိတဲ့အောင်မြင်ခြင်းတဲ့စိတ်ကရောဘယ်လောက်ထိရှင်သန်ကြီးထွားနေပါသလဲတိကျသေးကြတယ်အောင်မြင်ခြင်းစိတ်မရှိဘဲနဲ့သူများတွေအောင်မြင်နေတာတွေ့လို့ကိုယ်လည်းအောင်မြင်ခြင်းပြီးကောက်ယူမိလို့အစွမ်းရှိတဲ့လောက်စူးစမ်းခဲ့တယ်ဆိုရင်တော့အောင်မြင်မှုဆိုတဲ့အရာကိုဘယ်တော့မှရရှိလာမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့အောင်မြင်မှုဆိုတာကအခုရေတွင်တူအခုရေကြီးတောက်လို့ရတဲ့အရာမဟုတ်လို့ပါပဲ။တကယ်တော့အောင်မြင်မှုစီတွားနေတဲ့အခါမှာဘယ်ရာကမှမိမိစိတ်တိုင်းကြဖြစ်မှာမဟုတ်ပါဘူး။အချိန်ပေါင်းများစွာစူးစမ်းရပါမယ်။အချိန်ပေါင်းများစွာလေ့ကျင့်ရပါမယ်။အချိန်ပေါင်းများစွာလေ့လာစီးပူးရမယ်။အချိန်ပေါင်းများစွာအားထုတ်ရပါမယ်။အချိန်ပေါင်းများစွာစူးစမ်းရပါမယ်။ဒါမှတော့မိမိတို့မန်မောတောင်းတနေတဲ့အောင်မြင်မှုဆိုတဲ့ຢာကြီးကမိမိတို့စီကိုရောက်ရှိလာမှာဖြစ်ပါတယ်။အောင်မြင်မှုကိုလိုချင်ရင်အောင်မြင်ခြင်းနဲ့စိတ်ပြင်းထန်ရပါမယ်။အောင်ကိုအောင်မြင်ရမယ်ဆိုတဲ့ယုံကြည်ချက်ရှိရပါမယ်။တခါကတောင်းတဓမ္မတရားဟာအင်မတန်မက်ဆောက်ပြီးမြင်မားတဲ့တောင်တောင်ကိုတက်ဖို့အတွက်ကြိုးစားခဲ့ပါတယ်။အဲဒီတောင်ဟာတုံယုံတန်ယုံတောင်းတဓမ္မတွေလုံးဝမတည့်ရတဲ့တောင်တောင်ပါပဲ။တောင်ဟာမက်ဆောက်ပြီးမြင်မားတဲ့အပြင်တောင်တက်လမ်းဟာလည်းကြမ်းနိုင်ပြီးခက်ခဲပါတယ်။ဒါကြောင့်တောင်တဓမ္မဟာအဲဒီတောင်ကိုမတက်ခင်မှာကြိုတင်ပြင်ဆင်မှုတွေများစွာလုပ်ခဲ့ပါတယ်။ကျမကြီးကောင်းအောင်ခန္ဓာကိုကြန့်ခိုင်အောင်အထူးပြုဆိုင်ခဲ့ပါတယ်။အိမ်တော်သူဟာမတ်ဆောင်မြန်မာပြည်တက်ရခက်ခဲတဲ့တောင်ကိုစပြီးတက်ရောက်ခဲ့ပါတယ်။တကယ်တော့အောင်မြင်မှုဆိုတဲ့အရာဟာတာမန်အခက်ခဲအချက်တွေအစင်မပြေမှုဆိုတဲ့အရာတွေကိုဖြည့်ရှင်းလိုက်ရုံနဲ့ရရှိလာတာမဟုတ်ပါဘူး။ရင်းထန်တဲ့အောင်မြင်ခြင်းနဲ့စိတ်မလျှော့တော့ဇွဲလုံလဝိရိယနဲ့အခက်ခဲပေါင်းများစွာပြဿနာပေါင်းများစွာအစင်မပြေမှုများစွာတို့ကိုရင်ဆိုင်ဖြည့်ရှင်းပြီးမှရရှိလာကြတာဖြစ်ပါတယ်။အခုလဲတောင်တဓမ္မဟာဒူလိုခြင်းနဲ့အောင်မြင်မှုကိုရရှိဖို့အတွက်မလျှော်တော့ဆိုရင်လုံလဝိရိယနဲ့ကြိုးစားခဲ့ပါတယ်။အခက်ခဲပေါင်းများစွာကိုတက်ကြုံခဲ့ပါတယ်။အစင်မပြေမှုများစွာကိုရင်ဆိုင်ခဲ့ပါတယ်။ဒါကြောင့်နောက်ဆုံးမှာတော့တောင်ကြီးဖွားအောင်ဆိုတဲ့စကားတိုင်းသူဟာတောင်ထိပ်ကိုအောင်မြင်စွာနဲ့တက်ရောက်နိုင်ခဲ့ပါတယ်။ဒါကြောင့်သူတရင်ဟာတနိုင်ငံလုံးကိုပြန့်နှံ့သွားပြီးလူအများရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရပါတယ်။သူ့ရဲ့ကြိုးစားမှုနဲ့ရည်ရည်မှုကိုလူအများကအကြည့်မဲ့ပြုခဲ့ကြပါတယ်။သတင်းမီဒီယာတွေကလည်းသူ့အကြောင်းကိုဖော်ပြကြပါတယ်။ဒါကတော့သတင်းမီဒီယာတစ်ခုကသူ့ကိုအင်တာဗျူးခဲ့ပါတယ်။ဒါလောက်မက်ဆော့မြင်မှပြီးကြမ်းတမ်းတဲ့တောင်ကိုဘယ်လိုကြိုးစားပြီးတက်ခဲ့ပါတယ်လဲလို့မေးခဲ့ပါတယ်။အဲ့ဒီခါမှာသူကခက်ပြုံပြုံလေးနဲ့ကျွန်တော်အောင်မြင်ခြင်းနဲ့စိတ်တစ်ခုတည်းနဲ့ဒီတောင်ပေါ်ကိုရောက်အောင်တက်ခဲ့တာပါလို့ဖြေခဲ့ပါတယ်။တကယ်တော့အောင်မြင်မှုကိုလိုချင်ရင်အောင်မြင်ခြင်းနဲ့စိတ်ကအလိုရေးကြီးပါတယ်။လူတစ်ယောက်ဟာအောင်မြင်ခြင်းနဲ့စိတ်ရှိလာပြီဆိုရင်ပြဿနာတွေကိုရင်ဆိုင်ရေးလာပါတယ်။အခက်အခဲတွေကိုဖြတ်ကျော်ရေးလာပါတယ်။ဘယ်ရာကုန်မှတူမမှုတော့ပါဘူး။ဒါကြောင့်မိမိတို့ဟာမအောင်မြင်တဲ့လူတစ်ယောက်အဖြစ်လောကမှာယက်တည်နေသေးတယ်ဆိုရင်အောင်မြင်ခြင်းနဲ့စိတ်ရှိဖို့ကြိုးစားရပါမယ်။ဒါမှသာမိမိတို့လိုချင်တဲ့အရာဟာမိမိတို့လက်ဝဲကိုရောက်ရှိလာမှာဖြစ်ပြီးလောကကိုဒူးထောက်ဖို့မလိုဘူးဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ရှင်းသန်နိုင်မှာဖြစ်ပါတယ်။ရေရှင်ရည်မှန်းချက်မရှိဘဲနဲ့အောင်မြင်မှုတစ်ခုကိုတည်တံ့ခံမြင်အောင်ထိန်းသိမ်းမှုဆိုတာမဖြစ်နိုင်ပါဘူး။တန်စီတဲ့ပလန်ထားပါအသိပညာအသက်ပညာမရှိဘဲနဲ့ဘဝတစ်ခုကိုရက်တည်ဖို့ဆိုတာအင်မတန်ခက်ခဲလာပါတယ်။လူတစ်ယောက်ဘဝခီးလန်းကို
မှန်ကန်ကန်ဖြောင်းဖြောင်းဖြူဖြူရှောက်နိုင်မှုဆိုတော့တကယ်မလွယ်ဘူးလှပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဘဝတိုင်းတွေမှာအဆင်မပြေခြင်းခက်ခဲခြင်းကြာရှုံးခြင်းဆိုတဲ့နေရာမှာတဘောတရားတွေလွှမ်းခြုံထားလို့ပါပဲ။လူတစ်ယောက်ဟာအဆင်မပြေခြင်းတွေခက်ခဲခြင်းတွေကြာရှုံးခြင်းတွေနဲ့ကြုံတွေ့လာရပြီဆိုရင်ရုံထွက်နိုင်ဖို့အတော်ကြိုးစားရပါတယ်။အချို့ဆိုရင်ရုံထွက်နိုင်ပဲတည်ဆုံသွားတဲ့အထိလဲကျတော့ကြပါတယ်။လုံးဝပြန်မထနိုင်တော့ပါဘူး။အချို့ကြတော့လေအောင်မြင်နေတဲ့အချိန်အောင်မြင်မှုကိုတာယာနေတဲ့အချိန်ကြမှာပြုံးခင်းနေဆိုအဆင်မပြေခြင်းတွေကဝင်ရောက်လာပြီးခက်ခဲခြင်းတွေနဲ့ကြုံတွေ့ရကကြာရှုံးခြင်းကိုအဖော်ပြရတတ်ပါတယ်။ဒါကြောင့်ဘဝတစ်ခုကိုရှောက်နေတဲ့နေရာမှာဘယ်ရာကိုမှကြိုတင်တွက်ဆလို့မရပါဘူး။လောကမှာချင်းနေတယ်တေးကြတယ်ဆိုတာကတည်ခြင်းတရားကလွယ်ပြီးဘာမှမရှိပါဘူး။ဒါကြောင့်ဘယ်ရာကိုမှပုံတွေမတက်ပါနဲ့။ပုံတွေမမျော်လင့်ပါနဲ့။ဒါမဖြစ်ခဲ့ရင်ဒါအဆင်မပြေခဲ့ရင်ဆိုတဲ့အတွေ့နဲ့ဒုတိယပလန်တတိယပလန်ဆိုတာမျိုးကိုကြိုတင်ချထားရပါမယ်။ငွေကြေးလိုအပ်နေတဲ့လူတစ်ယောက်ကသူရနိုင်မယ်လို့ထင်တဲ့လူတစ်ယောက်စီမှာပတ်စံတော်ချေးပါတယ်။ဒါပေမဲ့သူမျောလင့်ထားတယ်လို့မရခဲ့ရင်အလုပ်တစ်ခုကိုလိုအပ်နေတဲ့လူတစ်ယောက်ကသူလုပ်နိုင်မယ်အလုပ်သူ့ရည်ချင်းနဲ့ကန့်ညီမယ်ထင်တဲ့အလုပ်ကိုတွားလျှောက်ခဲ့ပါတယ်။တကယ်လို့သူမျောလင့်ထားခဲ့တယ်လို့မလုပ်နိုင်ခဲ့ရင်အလုပ်မရခဲ့ရင်ဒါကြောင့်သူတိုင်းဟာမဖြစ်ခဲ့ရင်မရခဲ့ရင်မအောင်မြင်ခဲ့ရင်ဆိုတဲ့အတွေ့တွေနဲ့ဒုတိယပလန်တတိယပလန်ဆိုတာကိုရှိကိုရှိရပါမယ်။အောင်မြင်နေတဲ့လူတစ်ယောက်ကလည်းငါဟာအောင်မြင်မှုတွေရက်တန်သွားရင်ကြာရှုံးမှုတွေနဲ့ကြုံတွေ့ခဲ့ရရင်ဆိုတဲ့မိကုန်းတွေရဲ့နောက်မှာအဖြစ်ဆိုတဲ့ပလန်တွေကိုရှိကိုရှိရပါမယ်။ငါကြီးပွားအောင်ဘယ်လိုလုပ်ရမလဲ plan 1 2 3 4ငါချမ်းသာအောင်ဘယ်လိုလုပ်ရမလဲ plan 1 2 3 4ငါအောင်မြင်အောင်ဘယ်လိုလုပ်ရမလဲ plan 1 2 3 4ပန်းနိုင်ကိုရောက်ဖို့အတွက်ငါဘယ်လိုရိုးစားရမလဲ plan 1 2 3 4ငါကြီးပွားမှုတွေကိုရည်ရှင်တည်တတ်အောင်ဘယ်လိုထိန်းသိမ်းရမလဲ plan 1 2 3 4ကြီးပွားတဲ့ကြီးပွားအောင်ဘယ်လိုလုပ်ရမလဲ plan 1 2 3 4ငါရဲ့ချမ်းသာမှုတွေကိုရည်ရှင်တည်တတ်အောင်ဘယ်လိုထိန်းသိမ်းရမလဲ plan 1 2 3 4ချမ်းသာတဲ့ချမ်းသာအောင်ဘယ်လိုလုပ်ရမလဲ plan 1 2 3 4ငါရဲ့အောင်မြင်မှုတွေကိုရည်ရှင်တည်တတ်အောင်ဘယ်လိုထိန်းရမလဲ plan 1 2 3 4အောင်မြင်တဲ့အောင်မြင်အောင်ဘယ်လိုလုပ်ရမလဲ plan 1 2 3 4စတဲ့ plan မျိုးတွေကထားကိုထားရပါမယ်ဥပမာအမြင့်ကိုစွန်းစွန်းစားစားတက်နေတဲ့သူဟာတကယ်လို့ငါပြုတ်ကြခဲ့ရင်ဆိုတဲ့အတွင်းနဲ့ပြုတ်ကြခဲ့ရင်အဲ့တဲ့အနေနဲ့မထိခိုက်အောင်မကြိုးပဲ့အောင်ကြိုတင်ပြီးအကာအကွယ်ပြုလုပ်ရပါမယ်တခါကလူတစ်ယောက်ဟာရုန်းကန်နေကြိုးစားနေအောင်မြင်နေပြီးတော့ပြန်ပြီးကြာချုံနေသူဟာစိတ်ရမကြဘဲနဲ့ပြန်ပြီးတော့ရုန်းကန်နေကြိုးစားနေပြန်ပြီးတော့အောင်မြင်ပြန်နေဒါပေမဲ့တိတ်မကြပါဘူးနှစ်အနည်းငယ်တွင်မှာပဲကြာချုံပြန်နေသူဟာအသက်50လောက်ရောက်တဲ့အထိသူ့ဘဝတစ်လျှောက်လုံးဟာ10ချိန်မကအောင်မြင်လိုက်ကြာချုံလိုက်နေဖြစ်နေကြပါတယ်ဒါကြောင့်သူကအသက်တာကြီးလာတော့အေးချမ်းချမ်းနေရတယ်လို့မရှိပါဘူးရုန်းကန်လိုက်စူးစမ်းလိုက်အောင်မြင်လိုက်ကြာရှုံးလိုက်နဲ့လုံးလေချာလေးလိုက်နေပါတယ်သူဟာလုပ်ငန်းမကျွမ်းကျင်ဘူးလားဆိုတော့လုပ်ငန်းကျွမ်းကျင်ပါတယ်အောင်မြင်ပြီးတဲ့နောက်ဆက်ပြီးမကြိုးစားဘူးလားဆိုတော့ကြိုးစားပါတယ်အတောက်အစားလောင်ကစားလေးကင်းနေဒါဆိုဘာဖြစ်လို့အောင်မြင်လိုက်ကြာရှုံးလိုက်ဖြစ်နေတာလဲသူ့ကိုယ်လူလည်းစဉ်းစားလို့မရဘူးနောက်ဆုံးကြတော့သူဟာသူ့ဆရာတင်မှာတယောက်စီတွားပြီးမေးပါတယ်သူဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲပေါ့အဲ့ဒီခါမှာသူ့ဆရာဓမ္မကအာရုံမှုပေါင်းများစွာကိုပိုင်ဆိုင်ထားတဲ့စီးပွားရေးဓမ္မတယောက်အဖြစ်ရပ်တည်နေပါတယ်။သူကသူ့ဆရာကိုအဖြစ်ပြတ်တွေဒေချာပြောပြတယ်သူဘယ်လိုရုန်းကန်ကြိုးစားခဲ့ရတာလဲဆိုတာကိုရှင်းပြတယ်။သူ့စကားကိုနားထောင်ပြီးတဲ့အခါမှာသူ့ဆရာကမင်းဟာလိုကြိုးစားတယ်တော်လဲတော်ပါတယ်ဒါပေမဲ့မင်းကပလန်တစ်ခုတည်းနဲ့ပဲတွားနေတဲ့သူတယောက်ဖြစ်တာကြောင့်မင်းအောင်မြင်မှုတွေကမတည်တတ်မခိုင်မြဲပဲကြာရှုံးခဲ့တာပေါ့မှတ်ထားကားတပည့်အောင်မြင်နေတဲ့စီးပွားရေးဓမ္မတိုင်းမှာပလန်တွေအများကြီးရှိတယ်ပလန်တွေအများကြီးဆွဲထားတယ်ဒါမှတော့ကိုယ့်ရဲ့အောင်မြင်မှုတွေကခိုင်မြဲမှာရေရှည်တည်တတ်မှာဥပမာကွာမင်းကစံလုပ်ငန်းတွေလုပ်တယ်ဒါပေမဲ့စံလုပ်ငန်းတွေမင်းကလုပ်ခွင့်မရှိတော့ဘူးဆိုရင်မလုပ်နိုင်တော့ဘူးဆိုရင်ငါပါဆက်လုပ်ရမယ်ဆိုတဲ့ plan တွေရှိခဲ့တယ်လားတကယ်လို့မရှိခဲ့ရင်စံလုပ်ငန်းရပ်လိုက်တာနဲ့မင်းရဲ့လုပ်ငန်းတွေကလည်းရပ်တန့်သွားပြီပေါ့မင်းလုပ်ငန်းရပ်လိုက်တာနဲ့တပြိုင်နက်တည်းမင်းဟာကြောက်ရွံ့ဖို့အနေဆက်သွားပြီဘာဖြစ်လို့လဲဆိုတော့မင်းဟာနောက်အလုပ်တစ်ခုကိုပြောင်းလဲလုပ်ကိုင်ဖို့အတွက်အသင့်မရှိနေလို့ပဲတကယ်လို့မင်းဟာအတင်းဇွတ်မိတ်ပြီးနောက်လုပ်ငန်းတစ်ပြောင်းလဲလုပ်ကိုင်ပြီဆိုရင်လည်းမကျွမ်းကျင်တဲ့နယ်ပယ်တင်မှာအောင်မြင်မှုဆိုတာမလွယ်ကူဘူးလေဒါကြောင့်ဘာဖြစ်လို့ plan ဆိုတာတစ်ခုတည်းထားလို့မရဘူးသူ့ရဲ့အနေနဲ့ကိုထောက်ပြပြောဆိုခဲ့ပါတယ်အဲ့ဒီချိန်တွေကသူကဘာပဲလုပ်လို့ plan တွေကိုချမှတ်ခဲ့ပါတယ် plan 1နဲ့ဒါလုပ်လို့မအောင်မြင်ရင် plan 2နဲ့ငါဘာဆက်လုပ်ရမလဲ plan 2နဲ့မှမအောင်မြင်ရင် plan 3နဲ့ငါဘာဆက်လုပ်ရမလဲစတဲ့ plan တွေကိုချမှတ်ခဲ့ပါတယ်အဲ့ဒီနောက်မှာသူ့ရဲ့အမြင်မှုတွေကတည်တံ့ခိုင်မြဲလာပါတယ်စံလုပ်ငန်းမကောင်းရင်စီလုပ်ငန်းပြောင်းလို့ဖို့သူ့မှာအဆင်သင့်ဖြစ်နေပါတယ်
ဒါကြောင့်ဘဝတစ်ခုကိုတိစောက်နေတဲ့နေရာမှာပလန်ဟာအလွန်ရေးကြီးပါတယ်ပလန်မရှိဘဲလှုပ်လှုပ်နေတဲ့သူဟာပန်းတိုင်မရှိဘဲလမ်းလျှောက်နေတဲ့သူနဲ့တူပါတယ်ဒီတော့မိမိတို့ဘဝမှာအမြင်မှုဆိုတဲ့အရာကိုရယူမှန်ဆိုင်နိုင်ဖို့ကောင်းမွန်တဲ့ပလန်တွေရှိဖို့လိုအပ်တယ်လို့ဒုတိယပလန်တတိယပလန်တွေလည်းရှိဖို့လိုအပ်ပါတယ်ဒါမှဒါမိမိတို့ရဲ့အောင်မြင်မှုဟာတည်တံ့ခံမြဲပြီးဘဝကနေပြောလာကလောကဓာတ်ကိုခေါင်းမော့ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်အောင်မြင်မှုကိုစားလောင်နေတဲ့သူဟာစဉ်ဆက်မပြတ်ကြိုးစားမှုဆိုတဲ့အရာတွေကိုမအောင်မြင်မချင်းပြုလုပ်ကြပါတယ်ဒါစစ်တဲ့အမြင်တမ်းမှုလိုပါတယ်လူဆိုတာကိုယ့်ဘဝကိုရွေးချယ်တဲ့နေရာမှာကိုမြင်နိုင်တဲ့စွမ်းအားရှိတဲ့လောက်ပဲအောင်မြင်ကြတာပါလူတယောက်ဘယ်လောက်မြင်မလဲဆိုတဲ့မိန့်ခွန်းကိုမေးတော့မယ်ဆိုရင်တို့ဘယ်လောက်ထိမြင်နိုင်စွမ်းအားရှိတယ်လဲဆိုတော့တီးဖို့လိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့လူတယောက်ရဲ့အောင်မြင်မှုကတို့ရဲ့မြင်နိုင်စွမ်းအားတွေနဲ့အဓိကတက်ဆိုင်နေလို့ပါပဲတကယ်တော့လူဆိုတာကိုတွားနိုင်တဲ့စွမ်းအားထက်ပိုပြီးတွားလို့မရသလိုကိုလုံးနိုင်တဲ့စွမ်းအားထက်ပိုပြီးလုံးလို့မရပါဘူးအဲ့ဒီလိုပါပဲကိုပြေးနိုင်တဲ့စွမ်းအားထက်ပိုပြီးပြေးလို့မရတယ်လို့ကိုခုံနိုင်တဲ့စွမ်းအားထက်ပိုပြီးမခုံနိုင်ကြပါဘူး။ရာတိုင်းဟာသူစွမ်းအားရှိတဲ့လောက်ပဲစ조사ပိုင်ခွင့်လုံးပိုင်ခွင့်ရှိကြပါတယ်။ဒါကြောင့်လေလူတွေဟာချုပ်ချယ်ကန့်တက်မှုများစွာနဲ့ရှင်သန်နေကြရတာဖြစ်ပါတယ်။ဒါပေမဲ့လူ့ဘဝတစ်ခုလုံးကိုချုပ်ချယ်ကန့်တက်လို့မရတာကတော့လူတစ်ယောက်ရဲ့အမြင်တမ်းမှုမြင်နိုင်တဲ့စွမ်းအားပဲဖြစ်ပါတယ်။ဒီနေရာမှာအမြင်တမ်းမှုမြင်နိုင်တဲ့စွမ်းအားဆိုတာတဏှာကနေတဏှာကိုမြင်တာမျက်လုံးအားကောင်းတာမျက်လုံးလင်တာတွေကိုပြောတာမဟုတ်ပါဘူး။လူတယောက်ဟာလူလုံးနေရဲ့စီးပွားရေးဒါမှမဟုတ်အလုပ်တစ်ခုခုပေါ်မှာတာမန်လူတို့မတွေ့မမြင်တဲ့ကိစ္စရဲ့တစ်ခုခုကိုတွေ့မြင်နိုင်တဲ့စွမ်းအားမြင်ကိုပြောတာပါစီးပွားရေးမှာမြင်တတ်တာပေါင်းတင်းဆက်ဆံရေးမှာမြင်တတ်တာပြက်တနာတစ်ခုကိုဖြည့်ရှင်းတဲ့နေရာမှာမြင်တတ်တာစတဲ့မြင်တတ်မှုတွေကိုဆိုလိုတာပါဒီလိုမြင်တတ်မှုတွေကိုဘယ်အရာတွေကမှချုပ်ချယ်ထားလို့မရပါဘူးဒီကလိုချုပ်ချယ်ကန့်တတ်မှုတွေရှိလာခဲ့ရင်လည်းဖောက်ထွက်နိုင်တဲ့စွမ်းအားတွေတို့မှရှိကြပါတယ်ဒီနေ့ဇေဝပစ္စည်းမျိုးစုံကိုဖန်တီးထုတ်လုပ်နိုင်တာစက်ပစ္စည်းမျိုးစုံကိုဖန်တီးထုတ်လုပ်နိုင်တာလက်နက်မျိုးစုံကိုဖန်တီးထုတ်လုပ်နိုင်တာစွမ်းရည်ပစ္စည်းမျိုးစုံကိုဖန်တီးထုတ်လုပ်နိုင်တာစားတော့ကုန်ပစ္စည်းမျိုးစုံကိုဖန်တီးထုတ်လုပ်နိုင်တာလူတော်ဝင်ပစ္စည်းမျိုးစုံကိုဖန်တီးထုတ်လုပ်နိုင်တာစားတဲ့ဒီထွင်ဖန်တီးမှုများစွာတို့ကလူတစ်ယောက်ဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုရဲ့အမြင်တမ်းမှုတွေကြောင့်ဖြစ်ပေါ်လာခဲ့တာပါဒါကြောင့်ဒီနေ့အချိန်မှာအမြင်တမ်းတွေကတော့စီးပွားရေးလောကလူမှုရေးလောကစွန့်ဦးတည်ထွင်သူလောကတို့ကိုဥဆောင်နေကြပါတယ်အောင်မြင်တဲ့စီးပွားရေးဓမ္မတိုင်းကအမြင်တမ်းကြပါတယ်အောင်မြင်တဲ့အယောင်းဝယ်ဓမ္မတွေဟာလည်းအမြင်တမ်းကြပါတယ်အောင်မြင်တဲ့နိုင်ငံရေးဓမ္မတွေဟာလည်းအမြင်တမ်းကြပါတယ်အောင်မြင်တဲ့အစီအစဉ်တင်ဆက်သူစာရေးဆရာအဆိုတော်တရုတ်ဆောင်စားတဲ့အမှုပညာရေးဆိုင်ရာတွေနဲ့ရက်တည်နေတဲ့သူတွေဟာလည်းအမြင်တမ်းကြပါတယ်လောကမှာကြာချုံတဲ့သူမောင်အမြင်တဲ့လူတော်တော်များများကိုကြည်လိုက်ရင်အမြင်တမ်းမှုအင်မတန်မှအားနေတာကိုတွေ့ရပါလိမ့်မယ်အများအပြားမျက်တောင်မွေးတစ်စုံကိုပဲကြည့်ပြီးဘဝခီလန်းကိုရှောက်နေတဲ့လူတွေဟာအောင်မြင်မှုအများနဲ့ကြပါဘူးတကယ်လို့ကံကောင်းထောက်မှပြီးအောင်မြင်မှုရခဲ့ရင်လေသူတို့ရဲ့အောင်မြင်မှုဟာရေရှည်မတည်တတ်ပါဘူးတကယ်တော့လူတယောက်အမြင်တမ်းခြင်းမတန်ခြင်းဆိုတာမွေးရပါပါရမီနဲ့မဆိုင်ပါဘူးသူတို့ရဲ့ကြိုးစားအထောက်မှုစိတ်ပံဝင်စားမှုနဲ့လေ့လာတည်ယူမှုအာယုံစူးစိုက်မှုတွေနဲ့တောင်ဆိုင်ပါတယ်အမြင်မတန်တဲ့လူတယောက်ဟာများများလေးလောင်များများလေးချင်းများများတွေများများလုပ်ရင်သူ့ရဲ့အမြင်တမ်းမှုဟာတိုးတက်လာပါလိမ့်မယ်တည်ရှင်ဖန်တီးမှုနိုင်စားနေလေရှိလာပါလိမ့်မယ်တခါကလက်ဓမ္မပယံနဲ့ပတ်သက်ပြီးအမြင်တန်တဲ့လူတယောက်ရှိပါတယ်သူဟာအိမ်ဆောက်တဲ့အခါမှာပဲဖြစ်ဖြစ်ကျန်တဲ့အဆောက်အဦတွေဆောက်တဲ့အခါမှာပဲဖြစ်ဖြစ်သူ့ရဲ့လက်ရာလေးတွေဟာလူဆွဲထားတဲ့ဒီဇိုင်းလေးတွေဟာခိုင်ခန့်ပြီးတည်တတ်လာပါပါတယ်ဒါကြောင့်အိမ်ဆောက်တဲ့လူအများစုကသူ့ကိုအလုပ်အပ်ကြပါတယ်အခုဆိုရင်သူ့မြို့မှာသူဆောင်းထားတဲ့အိမ်တွေဆိုမနှဲပါဘူးထူးဆန်းတာကသူဆောင်းထားတဲ့အိမ်တွေဟာတိမ်နဲ့တိမ်ဒီဇိုင်းကာလာမတူပဲအမြင်လေးမြေတမျိုးလေးတွေနဲ့ခိုင်ခန့်လှပနေပါတယ်ဒါကြောင့်လေဘဝတူလုပ်ငန်းလူတွေထဲမှာလူဟာနာမည်တစ်လုံးနဲ့ထင်ရှားကြကြလာပါတယ်ဒါကတော့သူ့ကိုအရှင်တယောက်ကခမည်းတိမ်နဲ့တိမ်မတူအောင်ဘယ်လိုစောက်ပါလဲဗျာခမည်းလက်ရတွေကအမြဲတင့်နေတာပဲလို့မေးဘူးပါတယ်အဲ့ဒီခါမှာသူကကျွန်တော်ကအဆက်မပြတ်လေ့လာတယ်အဆက်မပြတ်တင်ယူတယ်ပြီးတော့ကျွန်တော်လေ့လာတင်ယူထားတဲ့များတွေကိုမှတ်တာတယ်တကယ်တော့ကျွန်တော်ဟာလူများတွေထက်ပိုပြီးထိုးချင်ထက်မြက်ပြီးညံကောင်းတဲ့သူမဟုတ်ပါဘူးအတိုင်းပညာဆိုလေ၄တန်းထိပဲတက်ဖို့ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့လေ့လာတင်ယူမှုမှတ်တာလေ့ကျင့်ခဲ့တဲ့အရာတွေကကျွန်တော်ကိုအမြင်တန်စေခဲ့ပါတယ်ဒါကြောင့်လေကျွန်တော်စောင့်ထားတဲ့အိမ်တွေအဆောက်အဦတွေကလူများတွေနဲ့မတူဘဲတမှုထူးကြပြီးလှပနေတာပေါ့လို့ပြန်ပြေခဲ့ပါတယ်ဒါကြောင့်ဒုတိယဟာလူများတွေထက်တာခြင်းလူများတွေထက်ထူးချင်ထက်မြက်ခြင်းလူများတွေထက်အောင်မြင်ကြကြခြင်းအမြင်တန်အောင်လေ့ကျင့်ပြောထောင်ရပါမယ်ဒါမှတော့မိမိတို့လိုချင်တဲ့အောင်မြင်မှုဆိုတဲ့အရာကိုမိမိတို့ကိုယ်တိုင်ရရှိခံစားနိုင်မှာဖြစ်ပါတယ်တော်ရဲ့လူတွေကိုအားမကြပါနဲ့ကိုတော်အောင်ကြိုးစားပါကြပွေတော်အသက်ပေါက်နေတာပဲမိမိတို့အားလုံးမှာကြိုးစားခွင့်ရှိနေကြပါလေဒါစစ်တဲ့
တက်တိရှိစွာရှင်းတယ်မှာသူရဲ့ဘောကြောင့်နဲ့စိတ်ကအောင်မြင်တဲ့ဘဝတစ်ခုကိုတည်ဆောက်မပေးနိုင်ပါဘူးမိမိတို့ဘဝတွေမှာမိမိတို့ဘာကိုလိုချင်တာလဲတကယ်လို့မိမိတို့လိုချင်တဲ့အရာတွေဟာမိမိတို့ဘဝကိုချုပ်ချယ်ကန့်တက်ထားမယ်ဆိုရင်မိမိတို့ရဲရဲဝံ့ဝံ့လွတ်ချရပါမယ်တက်တိနေစွာနဲ့ဖက်တွင်ထားနေမှာဘူးတခါတရံမိမိတို့လိုချင်တဲ့အရာတွေထက်မိမိတို့ပေးဆက်လိုက်ရတဲ့ဓာတ်မှုကပိုပြီးကြီးမားတဲ့အခါမှာမိမိတို့ဟာမမျှတခြင်းတွေနဲ့ကြုံဆုံလိုက်ရပါတယ်ဒါကြောင့်မိမိတို့ဟာမျှတခြင်းဆိုတဲ့အရာကိုလောကကြီးစီပြန်လည်ရယူဖို့လိုအပ်ပါတယ်ပြီးတော့အလိုလောဘနေခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေမိမိတို့လူပီတမှုစ조사ရပါမယ်ဒါမှတော့မိမိတို့ဟာအကြောက်တရားကိုနိုင်အောင်တိုက်နိုင်မှာပါအခါတရံမှာမိမိတို့ဟာမိမိတို့ရဲ့ရှင်းတမှုတွေဟာမလိုအပ်တဲ့အကြောက်တရားတွေမလိုအပ်တဲ့စိုးရိမ်ထိတ်လန့်မှုတွေနဲ့ဖုံးလွှမ်းနေတတ်ပါတယ်တတိရှိခြင်းရဲဝံ့ခြင်းဆိုတဲ့စိတ်တွေပျောက်ဆုံးနေတတ်ပါတယ်အရာရာကိုမဝေမရဲစိတ်တွေနဲ့မိမိတို့ဟာတွာလာလှုပ်ရှားနေခဲ့ရပါတယ်လက်တိမ်ကြားတဲ့တွေးခေါ်မှုတွေနဲ့မိမိတို့ဘဝဟာပုံပြက်ပန်းပြက်ရှိနေခဲ့ပါတယ်မိမိတို့ဟာမိမိတို့ဘဝအလင်းရောင်တွေကိုရှာဖွေနေတဲ့အချိန်မှာလွှမ်းမိုးထားတဲ့အကြောက်တရားတွေကြောင့်အလုပ်တွေအများကြီးလှုပ်ချင်ပေမဲ့မလုပ်ရခဲ့ပါဘူးနေရာတော်တော်များများကိုတွားချင်ပေမဲ့မတွားရခဲ့ပါဘူးစကားတွေအများကြီးပြောချင်ပေမဲ့မပြောရခဲ့ပါဘူးဒါကြောင့်လေမိမိတို့ဟာရွယ်ရှိနေတဲ့အချိန်လုံနိုင်စွမ်းအားရှိနေတဲ့အခါမှာစွန့်လွတ်စွန့်စားရမယ့်အလုပ်တွေစိန်ခေါ်မှုတွေနဲ့နှပန်းလုံးရမယ့်ခွင့်ရတွေကိုလက်လွတ်ခံခဲ့ရပါတယ်ငါဒီလုံးလေးလုံးလိုက်ရင်ငါဒီခီးလေးတွားလိုက်ရင်ငါဒီစကားလေးပြောလိုက်ရင်အဆင်ပြေပါမလားတကယ်လို့အဆင်မပြေခဲ့ရင်တကယ်လို့ပြဿနာတွေရှိခဲ့ရင်တကယ်လို့အခက်အခဲတွေနဲ့ကြုံခဲ့ရင်ဆိုရဲအဆုံးမြင်စိတ်တွေနဲ့မိမိတို့ဟာအခွင့်အရေးကောင်းတွေကိုဖြုံတီးပစ်ခဲ့ပါတယ်တကယ်တော့ဒါဟာသူရဲ့ဘောကြောင့်နဲ့စိတ်ဓာတ်တွေနဲ့ရှင်းတန်နေခဲ့ရတဲ့မိမိတို့ဘဝရဲ့အကျိုးရလဒ်တွေပါပဲတခါကအရာရာကိုကြောက်စိတ်စိုးရိမ်စိတ်တွေနဲ့ကြီးပြင်းခဲ့ရတဲ့လူတစ်ယောက်ကိုရှိခဲ့ပါတယ်သူဟာသူ့ဘဝတစ်ခုလုံးကိုအကြောက်တရားတွေနဲ့ခြေတထားတယ်လို့သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုလည်းကြောက်ရွံ့မှုတွေနဲ့ဖုံးအုပ်ထားပါတယ်ဒီတော့သူရဲ့စိတ်အစဉ်ဟာအမြဲတမ်းကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့အကြီးဆုံးနေခဲ့ပါတယ်ဒါကြောင့်လည်းသူ့ဘဝမှာထမင်းစားလောက်ယုံတာရတဲ့အလုပ်လေးတွေနဲ့ရှင်းတန်ခဲ့ရပါတယ်တစုံတစ်ယောက်ကသူ့ကိုခမရအရန်ကြောက်တတ်တာပဲဟိုဟာဆိုလည်းမလုပ်ရင်ဒီဟာဆိုလည်းမလုပ်ရင်လည်းလို့ပြောလိုက်ရင်သူကမကြောက်လို့ရမလားကွာတကယ်လို့မောင်မြင်ခဲ့ရင်ဘယ်လိုလုပ်မလဲဘဝဆိုတာစဉ်းစားနိုင်မှတော်ရုံကြရဆိုပြီးပြန်ပြောတတ်ပါတယ်သူဟာလှုပ်လှုပ်ဖို့တင်ကြောက်တလားဆိုတော့မဟုတ်ပြန်ပါဘူးခီးသွားဖို့ဆိုနေကြောက်ပြန်ပါရောတခါကသူ့ကိုဖျားဦးတော့ဖို့ခေါ်ပါတယ်အဲ့ဒီခါမှာသူကဟိုလာဒီရန်တော့တောင်းဆက်မင်းဆိုင်ကစိုက်ကမတိုက်အောင်သတိထားပြီးတွားနေရတော့ကွာမင်းတို့မြန်မာပြည်တစ်ပတ်ဖျားဦးခီးငါမလိုက်ရဲပါဘူးလန်ခီးဆိုတာပြောလို့ရတာမဟုတ်ဘူးကွာပြီးတော့အကားဆိုတာလည်းစက်တဲ့ရင်ပြက်ရင်ပြက်မယ်တိုက်ရင်တိုက်မယ်မှောက်ရင်မှောက်မယ်မမြင်ရတဲ့အနေတွေအများကြီးပဲမင်းတို့တွေဒီမကြဘူးလားဖျောက်ဘူးတွားရင်ကားမောက်တာဖျောက်ဘူးတွားရင်ကားတိတ်တာလို့လေဆိုပြီးပြန်ပြောတတ်ပါတယ်သူဟာအလုပ်လုပ်တဲ့နေရာခီးရွားတဲ့နေရာမှာပဲကြောက်တာလားဆိုတော့မဟုတ်ပြန်ဘူးစကားပြောတဲ့နေရာဆိုရင်လေရဲရဲဝံ့မရှိပဲအကြောက်တရားတွေလှမ်းမိုးနေတတ်ပါတယ်သူဟာသူနဲ့တည်တဲ့ခင်နဲ့ရင်းနေတဲ့သူတွေဆိုစကားကိုရိုးရိုးချင်းချင်းပြောတတ်ပေမဲ့သူမသိသူမခင်သူနဲ့မရင်းနေတဲ့လူတွေဆိုအသက်နိုင်ဆုံးစကားမပြောဘဲနေတတ်ပါတယ်ဒါပေမဲ့နောက်ဆုံးတော့လေသူဟာအကြောက်တရားတွေနဲ့ပဲလောကကြီးကိုစွန့်ခွာသွားခဲ့ရပါတယ်သူရဲ့အဖိုးတန်လာတဲ့လူဝါကြီးဟာကြောက်ရွံ့တဲ့စိတ်တွေကြောင့်တန်ဖိုးမဲ့ခဲ့ရပါတယ်ဒါကြောင့်မိမိတို့ဟာလူဘဝကိုရောက်လာတဲ့အချိန်မှာတန်ဖိုးရှိစွာနဲ့ရှင်းတန်တတ်ဖို့လိုပါတယ်အချိန်ချင်းမှာတည်ဆုံးရမယ့်အတူတူအရာရာကိုကြောက်နေဖို့မလိုဘူးထင်ပါတယ်ဘဝကိုမှန်ကန်စွာရည်တည်ရင်းနဲ့လှုပ်ရဲတဲ့တတိတွားရဲတဲ့တတိပြောရဲတဲ့တတိရှိဖို့လိုပါတယ်ဒါမှသာမိမိတို့ဟာတန်ဖိုးရှိစွာရှင်းတန်နေထိုင်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာနေပြောတဲ့လူတစ်ယောက်ဖြစ်ဓမိုက်မှတ်တမ်းကိုလှလှပပရေးထုတ်ခွင့်ရမှာဖြစ်ပါတယ်ဆွမ်းလို့စွမ်းစားစိတ်မရှိဘဲဘဝမှာအမြင်မှုတွေများခြင်းပါလေလောကကြီးကထင်တာထက်မာယာများပါတယ်ဒါစစ်တဲ့ဆုံးဖြတ်ချက်တွေပြတ်သားပါစေခိုင်မာတဲ့ဆုံးဖြတ်ချက်တွေဟာခက်ခဲမှန်တဲ့များကိုကြော်လွှားနိုင်စွမ်းရှိပါတယ်ဘာလို့ချင်တာလဲဘာဖြစ်ချင်တာလဲဆိုတဲ့မိကုန်းတွေကိုအချိန်ချင်းမေးပြီးတော့ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချပါဟိုလိုဒီလိုနဲ့မိမိတို့ဘဝတွေကိုအချိန်မကုန်ပါစေနဲ့အချို့ကလူဘဝကိုရှောက်နေတာသူတို့မှပြတ်သားတဲ့ဆုံးဖြတ်ချက်ခိုင်မာတဲ့ရည်ချက်ဆိုတာမရှိခဲ့ဘူးဟိုကွေးရောက်ရင်ဟိုတက်နဲ့လုံမယ်ဒီကွေးရောက်ရင်ဒီတက်နဲ့လုံမယ်ဆိုတဲ့စိတ်နဲ့ဘဝတွေကိုဖြစ်တယ်လို့ရက်တည်နေကြပါတယ်သူတို့ကဘာလုပ်နေတာလဲလို့မင်းတို့လုပ်နေတဲ့အလုပ်တွေကြောင့်ကိုနားကြီးအောင်ပြောပြပါလိမ့်မယ်သူတို့ကဘာဖြစ်ချင်တာလဲလို့မေးရင်သူတို့ဖြစ်ချင်တာတွေကိုအများကြီးပြောပြလိမ့်မယ်ဒါပေမဲ့တကယ်ကြတော့သူတို့မှငါဒီအလုပ်ကိုလုပ်မယ်ဖြစ်အောင်လုပ်မယ်မဖြစ်အောင်လုပ်မယ်မအောင်မြင်မချင်းကြိုးစားမယ်ဆိုရင်ကြက်သားတွေဆုံးဖြတ်ချက်တွေမရှိကြပါဘူးဒါကြောင့်လေသူတို့ဘော်ရီဟာအောင်မြင်တဲ့လူတစ်ယောက်အဖြစ်ဘယ်တော့မှမရက်တည်နိုင်ကြပါဘူးဒါကြောင့်အောင်မြင်ခြင်းရင်အောင်ဆုံးဖြတ်ချက်တွေပြတ်သားရပါမယ်
တွန်းဆုပ်တွေဝေချင်းလုံးဝမရှိစေရပါဘူးအချိန်ခါကိုလိုက်ပြီးဘဝကိုကြုံလို့ဖြတ်တန်းကြုံတဲ့အလုပ်ကိုကြုံလို့လုပ်တတ်တဲ့အလေးကျင့်မျိုးကိုရှောင်ရှားရပါမယ်ဒါကြောင့်တစ်ခုခုတော့လုပ်တော့မယ်ဆိုရင်ပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုချထားပါအဲ့ဒီလိုပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကိုချထားတဲ့သူဟာဘလို့အခက်ခဲဘလို့တိုက်ခက်ကိုမှမကြောက်ရွံ့တော့ဘဲနာမည်ပေးပြေးတွေ့ရတဲ့တက်တီတွေလည်းရှိလာပါလိမ့်မယ်မြန်မာတိုင်းမှာပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကြောင့်အောင်ပွဲတွေလီရဖို့တဲ့လူရဲကောင်းတွေစစ်သူကြီးတွေဘီယံတွေအများပြားရှိခဲ့ပါတယ်အဲ့ဒီလိုပါပဲပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကြောင့်အောင်မြင်တော့တဲ့စီးပွားရေးသမားတွေတတိယကြတွေလည်းအများပြားရှိခဲ့ပါတယ်ဒါကြောင့်ကိုယ်တန်းကိုရှောက်ပြီးကိုယ့်ဘဝကိုတိစောက်နေတဲ့အချိန်မှာမိမိတို့ရဲ့ဆုံးဖြတ်ချက်တွေဟာပြတ်သားဖို့လိုပါတယ်တန်ဖိုးရှိတဲ့ຢာတကူကိုတန်ဖိုးထားချစ်ခင်မှသာတန်ဖိုးရှိတဲ့ຢာတွေကမိမိတို့ကိုပြန်ပြီးတန်ဖိုးထားချစ်ခင်လာမှာပါတန်စင်တဲ့ငွေကိုမကုန်အောင်တုံးပါလူတယောက်ရဲ့စိတ်ထက်ပိုင်းဆိုင်ရာကိုမြင့်နေပြီးတဲ့နေရာမှာငွေဟာအဓိကအရေးပါပါတယ်တထေးကြီးတို့ကပြောမှုပါတယ်အပြေရောက်တဲ့လူတိုင်းဟာငွေရှာတတ်ကြပါတယ်ဒါပေမဲ့အဲ့ဒီရှာရတဲ့ငွေကိုစုဆောင်းဖို့ဘဝတုတ္တရည်အတွက်အတုံးပြဖို့ကြတော့လူတိုင်းမလုပ်နိုင်ကြပါဘူးလေဟုတ်ပါတယ်ခေတ်ကာလတစ်ခုရဲ့လိုအပ်ချက်အရလူတိုင်းအတွက်ငွေဟာမရှိမဖြစ်အရေးပါနေကြပါတယ်ငွေမရှိရင်လူရငွေဘူးငွေမရှိရင်မျက်နှာငယ်ရတယ်ငွေမရှိရင်မိမိတို့စားကျင်တာဝတ်ကျင်တာတွားကျင်တာစီးကျင်တာနေကျင်တာတင်ကျင်တာစတဲ့လူလောကရဲ့လိုအပ်ချက်တွေကိုမလုပ်နိုင်ကြပါဘူးဒါကြောင့်လူတိုင်းဟာငွေကိုတဲကြီးမဲကြီးရှာဖွေနေကြပါတယ်ကြားတကောင်ကတားကောင်တစ်ကောင်ကိုလိုက်တယ်လို့ငွေနောက်ကိုတဟုန်တုံးလိုက်နေကြပါတယ်ဒါပေမဲ့လူတိုင်းဟာငွေနောက်ကိုလိုက်ကြပေမဲ့လူတချို့ကသူတို့လိုချင်တဲ့ငွေပမာဏကိုရရှိခံစားကြပါတယ်အချို့ကြတော့လေငွေနောက်ကိုလိုက်ရင်းနဲ့ပဲငွေနဲ့ဝေးရကိုရောက်ရှိသွားတတ်ကြပါတယ်ငွေနဲ့ရန်သူတစ်ဖွဲ့ဆက်ဆံခြင်းကိုခံနေကြရပါတယ်အချို့ကြတော့လေစာဝတ်နေရေးပြည်လေယုံလောက်တာရရှိပြီးဘဝကိုကျင့်နေကြပါတယ်ဒါကြတော့ငွေဟာမိမိတို့ကျင့်လေရပတ်ဝန်းကျင်ရဲ့နေရာနှံ့ပြမှာရှိနေကြပေမဲ့အတားလေးအတင်းမိမိတို့စီရှောက်ရှိမလာကြပါဘူးပေးဆက်မှုစွန့်စွန့်မှုစ조사မှုမရှိဘဲနဲ့ငွေကိုရရှိအောင်စွမ်းဆောင်ဖို့ဆိုတာခက်ခဲလာပါတယ်။ဒါကြောင့်ငွေကိုတန်ဖိုးထားလို့ရပါမယ်။ရှားရခက်တဲ့လောက်တုံးရလွယ်ကူတဲ့ငွေကိုတန်ဖိုးမထားလို့ကအရေးကြောင်းကိစ္စရှိရင်ခက်ခဲတွေနဲ့ရင်ဆိုင်တတ်ရပါတယ်။ဒါကြောင့်အဆင်မပြေတဲ့အချိန်မအောင်မြင်နေတဲ့အချိန်ဘဝကိုရုန်းကန်စ조사နေတဲ့အချိန်မှာမိမိတို့ရရှိတဲ့ငွေကိုကုန်အောင်မတုံမဲ့တစိတ်တထေတာကိုစုဆောင်းတင်ပါတယ်။အများကြီးမစုဆောင်းနိုင်ရင်တော့မိမိတို့ရရှိတဲ့ငွေရဲ့အနှဲငယ်ကိုတော့စုဆောင်းတင်ပါတယ်။ချာများလို့စုပါများတောင်းဖို့ဖြစ်တယ်လို့မိမိတို့စုဆောင်းထားတဲ့ငွေတွေဟာလည်းအချိန်ကာလတစ်ခုရောက်လာတဲ့အခါမှာဒူးတယ်ကြီးမားလာပါလိမ့်မယ်။အဲ့ဒီခါမှာမိမိတို့ရဲ့စုဆောင်းမှုတွေကိုမိမိတို့ဘဝတုတ္တရဲ့အတွက်အသုံးပြုရပါလိမ့်မယ်။မိမိတို့ဘာလုပ်ချင်တာလဲ။ဘာရောင်းချင်တာလဲ။ဘာနေချင်တာလဲ။ငွေဆိုတဲ့အားနဲ့မိမိတို့လုပ်ချင်တာကိုလုပ်ခွင့်ရလာကြပါလိမ့်မယ်။ယနေ့အောင်မြင်ကြော်ကြားနေတဲ့တစ်ထေတိုင်းငွေကြေးအခက်အခဲတွေနဲ့ကင်းလို့နေသူတိုင်းဟာသူတို့မအောင်မြင်ခင်ငွေကြေးအခက်အခဲတွေနဲ့မကင်းလို့ခင်မှာသူတို့စုဆောင်းကြပြီးသူတို့ဘဝတို့ရဲ့ရည်အတွက်အကွက်မြင်မြင်တုံးဆွဲကြပါတယ်။သူတို့သူတို့စီဝင်လာတဲ့ငွေကိုဘယ်တော့မှကုန်အောင်မတုံးကြပါဘူး။နောက်ဆုံးငွေကိုခန်းစားလို့ရတဲ့အဆင့်ငွေကသူတို့ကိုရိုးရိုးချိုးချိုးလှုပ်ကြွေးနေရတဲ့အဆင့်ကိုရောက်မှတောင်ငွေကိုပေါ်တီတုံးဆွဲတတ်ကြပါတယ်။အဲ့ဒီချိန်မှာသူတို့စီကိုငွေတွေကအဆင်မပြေဝင်လာတဲ့အတွက်သူတို့တုံးဆွဲနေတဲ့ငွေတွေကသူတို့ကိုမစင်ရဲစေတော့ပါဘူး။အချို့ကဝင်ငွေကောင်းတဲ့လို့ဝင်ငွေကောင်းတဲ့အခွင့်အရေးတွေကိုပိုင်ဆိုင်ထားပေမဲ့ဝင်ငွေနဲ့ထွက်ငွေမမျှအောင်ငွေကိုတန်ဖိုးရှိမတုံးဆွဲတာကြောင့်နောက်ဆုံးမှာဒုက္ခတွေပင်လည်ဝေခဲ့ရပါတယ်။ငွေဟာအင်မတန်နှက်ကြီးပါတယ်။သူ့ကိုချင်းမှသူကပြန်ချစ်ပါတယ်။သူ့ကိုတန်ဖိုးထားမှသူကပြန်ပြီးတန်ဖိုးထားရပါတယ်။သူ့ကိုမချစ်တန်ဖိုးထားရင်သူကလည်းအဲ့ဒီလူစီမှာဘယ်တော့မှမနေပါဘူး။မနက်ကကွာငါမှငွေဘယ်လောက်ရှိတာတုံးလို့ကုန်ပြီခုတပြားမှမရှိတော့ဘူး။လကလည်းထုတ်တာပဲရှိသေးတယ်တပတ်တော့မခံဘူးအလုပ်လေးရှိတော့ကငွေလေးရှင်တာပေါ့ကွာအခုအလုပ်လေးပြက်ရောငွေပါပြက်နေတယ်ဘယ်လောက်လို့ငွေကမစုမိပါဘူးကွာစားရင်ငွေကိုကောအောင်တုံးတတ်တဲ့ဖြုံးတတ်တဲ့လူမျိုးတွေဟာငွေကြေးပြဿနာနဲ့အမြဲရင်ဆိုင်ရတတ်ပါတယ်တခါကအမျိုးကြီးမားတဲ့မိဘနှစ်ပါးကပေါက်ဖွာလာတဲ့လူငယ်တယောက်ရှိပါတယ်အဲ့ဒီလူငယ်လေးဟာကျောင်းစတတ်တဲ့အချိန်ကစပြီးသူ့မိဘတွေကနေ့စဉ်ကျောင်းသွားတိုင်းမဟုတ်ဘူးပေးပါတယ်ဒါပေမဲ့အဲ့ဒီမဟုတ်ဘူးကိုလူငယ်လေးကအကုန်မတုံးရပါဘူးတဝက်ကိုသူ့အတွက်လုပ်ပေးတဲ့စုဘူးတွေကိုထည့်ရပါတယ်တဝက်ကိုလိုအပ်တဲ့နေရာလေးမှာတုံးဖို့တင်ထားရပါတယ်အနေချင်းကိုတော့မုတ်စားစီပါတယ်ဒီလိုနဲ့ဒီနေ့ပြည့်တဲ့အခါမှာတော့မိဘတွေကစုမှုကိုဖောက်ပြီးလူငယ်လေးအတွက်ရွှေစားလေးကိုပြန်စုပေးပါတယ်နည်းနည်းပါးပါးလိုအပ်တာဆိုရင်လူမိဘတွေကစိုက်ထုတ်ပေးပါတယ်စနေတည်းကြီးကျောင်းမရက်ပါဝင်အခါကြီးရက်ကြီးကျောင်းမရက်မျိုးလူရလေးကျောင်းမရက်မျိုးတွေမှာလည်းမိဘတွေကလူငယ်လေးကိုစာချက်ပြီးတာနဲ့အလုပ်တစ်ခုမဟုတ်တစ်ခုခိုင်းတတ်ပါတယ်
အဲ့ဒီလိုလောက်ခိုင်းတိုင်းလေလောက်အားကလည်းညီများတဲ့မုံဘိုးကိုပေးပါတယ်ဒါပေမဲ့လူငယ်လေးဟာတူရတဲ့လောက်အားကမုံဘိုးတွေကိုတုံးဆဲခွင့်မရပဲစုရဲထည့်ရပါတယ်တနေ့ပြည့်တဲ့အခါမှာအတူမိဘတွေကစုဘူးဖောက်ပြီးရှေလိုရှေစားလေးတွေလုပ်ပေးပါတယ်လူငယ်လေးဟာကြောင်းတက်ရတဲ့နေ့တွေမှာသူရဲ့တငယ်ချင်းတွေကရလာတဲ့မုံဘိုးတွေနဲ့မုတ်တွေအဝအပြင်းစားနေတဲ့ဒုက္ခမစားရလေတငယ်စိတ်မရှိပါဘူးမုတ်ပဲတွေစားတဲ့အချင်းကိုငယ်ငယ်ကလေးတွေကအတူမိဘတွေကမလုံမပေးတာကြောင့်စားကျင်တောက်ရှင်စိတ်မရှိခဲ့ပါဘူးဒါပေမဲ့သူရဲ့လွယ်ထဲမှာတော့ငွေကအမြဲရှိပါတယ်တခါတည်းရန်သူတငယ်ချင်းတွေကမုံလေးတွေပြပြီးစောင်းတော့တဲ့အခါမှာသူကငါမစားချင်တော့ပါကွာငါမှပတ်စံရှိတယ်ရွှေရှိတယ်ဆိုပြီးလက်မရီထောင်ကကိုယုံကြည်မှုအပြည့်နဲ့ပြန်ပြောတတ်ပါတယ်ဒီလိုနဲ့လူငယ်လေးဟာ10တန်းဆောင်ဝယ်ဖြစ်ပြီးတဲ့အခါမှာသူ့အမေကဒါ10တန်းဆောင်အောင်စည်းမထွက်နေခင်ဘာဆက်လို့မလဲလို့မေးလိုက်ပါတယ်ပြီးတော့လူငယ်လေးကတားကွန်ပျူတာပညာရေးကိုစိတ်ဝင်စားတယ်ဒါကြောင့်ကွန်ပျူတာပညာကိုတင်ကျင်တယ်လို့ပြန်ပြောပါတယ်အဲ့ဒီခါမှာသူ့အမေကဒါစိတ်ဝင်စားတဲ့ပညာရေးတွေကိုတင်ပါဒါပေမဲ့ဘယ်ပညာရေးမဆိုတင်ယူပြီးရင်၎င်းဖြစ်ပါစေနဲ့အကျိုးရှိအောင်တုံးချပါတန်ဖိုးထားပါဒါကိုမမေတို့ငယ်ငယ်ကလေးကငွေကိုတန်ဖိုးထားတတ်အောင်ငွေကိုစုတတ်အောင်သင်ကြားပြတတ်ပြီးပါပြီဒါကြောင့်ပညာကိုတန်ဖိုးထားတတ်အောင်ပညာကိုစုတတ်အလားအောင်စူးစမ်းရမှာကတားရဲ့တောင်းဖြစ်သွားပြီဒီတော့အခုတားမှာစုထားတဲ့ငွေတွေရွှေတွေရှိတယ်အဲ့ဒီရွှေတွေကိုရောင်းပြီးတားတင်ခြင်းတဲ့ကွန်ပျူတာပညာကိုတင်ပါကွန်ပျူတာလိုအပ်ရင်ကွန်ပျူတာဝယ်ပါအခုလိုမေတီးပေးလိုက်ခြင်းနေအခုတားသုံးမဲ့ငွေတွေဟာတားကိုယ်တိုင်ကလေးဘွားကလေးကနှစ်ပေါင်းများစွာစုထားတဲ့ငွေတွေဖြစ်တဲ့အတွက်အချင်းကြီးမဖြစ်ပါစေနဲ့ဘွားအတွက်အကျိုးရှိစွာတုံးချပါဆိုပြီးပြောဆိုဆုံးမလိုက်ပါတယ်အဲ့ဒီနောက်လူငယ်လေးဟာသူ့ကိုယ်ပိုင်ငွေနဲ့သူတက်ချင်တဲ့ကွန်ပျူတာတင်တဲ့ကိုခေါင်းမော့ရင်ခေါ်ပြီးတက်နိုင်ခဲ့ပါတယ်အဲ့ဒီနောက်ဆယ်စုနှစ်တစ်ခုလောက်ကြာလာတဲ့အခါမှာတော့ငွေရဲ့တန်ဖိုးပညာရဲ့တန်ဖိုးကိုနားလေခဲ့တဲ့လူငယ်လေးတယောက်ဟာအဆက်မပြတ်စုဆောင်းစ조사ရင်းနဲ့အောင်မြင်တဲ့လုပ်ငန်းရှင်ကြီးတယောက်ဖြစ်လာခဲ့ပါတယ်ဒါကြောင့်ငွေကိုတန်ဖိုးထားပါကိုအောင်မတုံးပါနဲ့စုပါငွေကတန်ဖိုးရှိလာပြီဆိုရင်ငွေနောက်ကကပ်ပါလာတဲ့အောင်မြင်မှုတွေကတန်ဖိုးရှိလာမှာဖြစ်ပါတယ်အဲ့ဒီလိုအောင်မြင်မှုတွေကတန်ဖိုးရှိလာပြီဆိုရင်မိမိတို့ရဲ့အိမ်မက်တွေဟာလည်းရှင်းသန်လာပြီးအောင်မြင်တဲ့သူတယောက်အဖြစ်ရပ်တည်နိုင်မှာဖြစ်ပါတယ်ဖီအားတန်တွေကိုမခံကျင်လို့ဘဝကိုအတားလေးအတင်းတက်တောင့်တက်တာလေးရေစုံမျောလိုက်မယ်ဆိုရင်ဘဝကရောက်တဲ့နေရာမှာပဲရက်နေပါပဲတန်စစ်တင်မရက်ပါနဲ့တွားပါရက်နေရတူနဲ့တွားနေရတူဘယ်သူကပန်းနိုင်ကိုရင်ရောက်မလဲရုံနဲ့လိတ်ပြင်းပြင်းွယ်စိန်ကိုသူကလိတ်စိန်ကိုခံသူကယုံလိတ်ဆိုတာတွားတာလာတာအင်မတန်နှေးရတဲ့ဝါရုံကတော့လက်ခနဲ့နေအောင်သူ့ခန္ဓာကိုသူ့အင်အားနဲ့ပြေးလွှားနိုင်ပါတယ်ဒါကြောင့်ဘေဗေဒာနဲ့ပဲတိုင်းဘလိုတီယိုရီတွေနဲ့ပဲတွက်ချက်ဒီပြိုင်ပွဲကိုရိုးလေးစဉ်းစားလိုက်ရင်စိတ်ကနိုင်စရာအကြောင်းမရှိပါဘူးရုံပဲနိုင်ရမယ်ဒါပေမဲ့တကယ်အပြေးပြန်ကြတဲ့အခါရုံကရှုံပြီးလက်ကနိုင်သွားတယ်ဘာကြောင့်လဲအဖြေကရှင်းနေပါလောကမှာတွားတဲ့သူနဲ့ရက်တဲ့လူရှိရင်တွားတဲ့သူကပဲအနိုင်ရစမြဲပါရုံဟာတာလူကလေးကတဟုန်လိုပြေးတယ်ဆိုပေမဲ့ပန်းနိုင်စီကိုရောက်တဲ့အထိပြေးတာမဟုတ်ပါဘူးသူဟာလမ်းခုလက်မှာရက်လိုက်တယ်ပြီးတော့ရက်တင်ကြီးရက်ယုံနေမကောက်ဘူးအိတ်တောင်အိတ်လိုက်တယ်ဒီတော့တာလူကလေးကသူ့မှာရှိတဲ့စွမ်းအားလေးနဲ့မရမနာပဲပြေးလာတဲ့လိတ်ဟာတရွေ့နဲ့ပန်းဝင်သွားတာမထူးဆန်းပါဘူးတခါကအရန်ဝါတဲ့လူတယောက်ရှိတယ်သူကပိန်ကျင်တယ်ဒါကြောင့်ဝိတ်ချမှုကြိုးစားတယ်ဒါပေမဲ့သူကဘယ်တော့မှပိန်မလာခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့သူဟာလေးချင်းကလှုပ်တဲ့နေရာမှာစီးစနစ်မရှိဘူးအချင်းစရာမရှိဘူးသူလှုပ်ချင်တဲ့နေ့ဆိုရင်မတရားလုပ်လိုက်တယ်ပြီးတော့နောက်ရက်တွေမှာကိုလက်တွေကြိုက်ခင်းလာခြင်းလို့ဆိုပြီးနားတယ်တလားပါသူဝိတ်ချဖို့လေးချင်းကလှုပ်တာက10ရက်ဆိုရင်နားတဲ့ချိန်ကရက်20လောက်ရှိတယ်ဒီတော့သူဝင်းမကြတော့ထူးဆန်းပါဘူးလူတယောက်ဟာဘလောက်ပဲဆွမ်းအားတွေရှိနေရှိဘလောက်ပဲစူးစမ်းဘလောက်ပဲပညာတွေတက်ရက်လိုက်တာနဲ့တပြိုင်နက်သူ့ရဲ့ဆွမ်းအားတွေသူ့ရဲ့စူးစမ်းမှုတွေသူ့ရဲ့ပညာတွေဟာအချင်းချင်းဖြစ်သွားမှာပဲအာဇာနည်မြေပဲဖြစ်ပါစေတိုက်ပွဲအတွေ့အကြုံမရှိရင်မိုင်ပေါင်းများစွာဝေးတဲ့ခီကိုမပြေလွှားဘူးရင်တဘောဘေးအနေကိုမခံစားဘူးရင်တကယ်ရေးကြီးတဲ့တိုက်ပွဲတွေမှာသူရဲ့စွမ်းရည်ဟာဘာမှသုံးဝင်မှာမဟုတ်ပါဘူးတကယ်လို့တော့သူဟာအာဇာနည်မြင့်ဆိုတဲ့ဂုံကုန်းနဲ့အညီတိုက်ပွဲပေါင်းများစွာကိုမရမနာတိုက်ပွဲဝင်ခဲ့မယ်မိုင်ပေါင်းများစွာဝေးတဲ့ခီကိုအချိန်ပေါင်းများစွာပြေလွှားခဲ့မယ်တဘောဘေးအနေကိုကြံ့ခံရင်ဆိုင်ဖြတ်ကျော်ခဲ့မယ်ဆိုရင်ရေးကြီးတဲ့တိုက်ပွဲတွေမှာသူဟာအာကိုအားထားအပြုခံရတဲ့သူရဲကောင်းတူအနေနဲ့ရှိနေခဲ့ပါဒါကြောင့်ဘဝခီကိုရှောက်တဲ့နေရာမှာလုံးဝရက်တက်မနေပါနဲ့ဘလို့အချင်းနေဘလို့ဘဝမျိုးပဲရှိနေပါစေတောနေရပါမယ်တဆင့်ထက်တဆင့်မြင့်တဲ့ဘဝတွေကိုပိုင်ဆိုင်ဖို့ဆိုရင်ရက်တက်နေလို့မရပါဘူး
လူတယောက်ဟာရောက်တဲ့နေရာမှာပဲရက်တက်နေမယ်ဆိုရင်သူ့ရဲ့စွမ်းရည်တွေလုံနိုင်စွမ်းရှိမှုတွေအေးချင်းတွေဟာငုံချိုးပြောက်နေတော့မှာပါဒါကြောင့်မရက်တမ်းပါနဲ့တွားပါဆက်ကတွားပါမရမနာတွားပါမနိုင်မြောင်မချင်းတွားပါတွားမှရောက်မဲ့ခီးကိုရောက်ဖို့အတွက်တွားရမှာပဲပြင်းပါတယ်အကောင်းဆုံးဆိုတဲ့ဘဝကိုပိုင်ဆိုင်ထားရင်တော့မှလောကဓာတ်ကလဲကြဝေးကိုလက်ဆောင်ပေးတတ်ပါတယ်ဒါစစ်တဲ့ဖြစ်ချင်တာတော့ရှိပါစေလောကကြီးကတရားပါတယ်ဘာမှမဖြစ်ချင်တဲ့လူတယောက်ကိုဘာမှဖြစ်ခွင့်မပေးပါဘူးပြင်းလိုက်တော့ကွာဘာလို့ရမှန်းမသိဘူးဘာဖြစ်ချင်လဲဆိုရင်ဘာမှမဖြစ်ချင်တော့ပါဘူးဘာဖြစ်လို့လဲဆိုရင်တော့ဖြစ်ချင်တာတွေရှိခဲ့ပါတယ်ဒါပေမဲ့ဖြစ်မှဖြစ်မလာတာပဲအဲဒီတော့ဘာမှမဖြစ်ချင်တော့ဘူးဆိုတဲ့လူတွေကိုတွေ့ဘူးပါသလားတကယ်လို့တွေ့ဘူးလေဆိုရင်အဲဒီလူမျိုးတွေရဲ့ဘဝဟာမြင်မှုတွေနဲ့ဝေးကွာနေတာကိုတွေ့မြင်ရပါလိမ့်မယ်တကယ်တော့ဘဝတစ်ခုကိုတိဆောက်နေတဲ့နေရာမှာတိုက်ပွဲတစ်ခုကိုတိုက်နေတယ်လို့မျိုးသဘောထားရပါမယ်မိမိတို့ရဲ့ရှင်တန်မှုအတွက်အနိုင်တိုက်ဖို့လိုအပ်ပါတယ်မိမိတို့ဖြစ်ချင်တာတွေဖြစ်ဖို့မိမိတို့လိုချင်တာတွေရဖို့အတွက်မိမိတို့ဟာစွမ်းကုန်ကြိုးစားအားထုတ်ရပါမယ်ဒါကြောင့်မိမိတို့ဘဝကိုပြင်းဖို့အတွက်အချိန်မပေးပါနဲ့ဘာလို့ရမှန်းမသိဘူးဆိုတဲ့တွေးရင်းနဲ့မိမိတို့ရဲ့အချိန်ကြိုးရှိတဲ့အချိန်တွေကိုဖြုံးတိလိုက်ပါနဲ့ပြင်းပါများရင်ပြင်းလာပါလိမ့်မယ်ဘာလို့ရမှန်းမသိရင်ဘာမှလွတ်เสียမရှိဖြစ်တတ်ပါတယ်ဒါကြောင့်မိမိတို့ဘဝတွေမှာမိမိတို့ဖြစ်ချင်တာတစ်ခုခုကိုလုပ်ဖို့အတွက်အမြဲတမ်းသိရှိပါစေမပြင်းပါနဲ့တခါတည်းမှာမိမိတို့ဘဝတွေမှာအမြင်မှုကိုရှောင်ဝေရင်ကြာရှုံးမှုတွေနဲ့ကြုံတွေ့ရတတ်ပါတယ်ဘာမှမလုပ်ချင်တော့အောင်စိတ်တွေဘုံဘုံလဲကြောက်ဘူးကြပါလိမ့်မယ်ဖြစ်ချင်တာတွေမဖြစ်လာတဲ့အခါတိုင်းဖြစ်ချင်စိတ်တွေမရှိတော့တဲ့အထိမိမိတို့ဟာချိနေတော့တယ်ပါတယ်ဒီလိုအခြေအနေမျိုးနဲ့ကြုံလာတဲ့အခါတိုင်းမိမိတို့ဟာပြန်ပြီးတော့ရုံးထောက်ဖို့ကြိုးစားရပါမယ်ဖြစ်ချင်တာတွေဖြစ်ဖို့အတွက်မိမိတို့စိတ်တွေကိုတန်မအောင်မေးမိရပါမယ်ငါပြန်မထောက်လို့မဖြစ်ဘူးငါပြန်ထောက်မှငါဖြစ်ချင်တာတွေဖြစ်လာမှာဆိုရပြင်းထန်တဲ့စိတ်တဲ့အရာမျိုးကိုမိမိတို့ရင်ထဲမှာအဆက်မပြတ်ထည့်သွင်းရပါလိမ့်မယ်ပြီးတော့ရအောင်ပြန်ထားရပါလိမ့်မယ်တခါကပတ်စံရှိတဲ့အတိုင်းဝိုင်းကအမွေဖွားလာတဲ့လူငယ်လေးတစ်ယောက်ရှိပါတယ်ဒီဟာပြောဆိုနေတိုင်းရင်ချစ်တိမ်ဝင်ပြီးစိတ်တော်သားကောင်းမွန်တာကြောင့်လူရှစ်လူခင်ပြောများပါတယ်ရုပ်ကလေးကလည်းကြောအသားလေးကလည်းပြိုတာကြောင့်အမင်းကြီးတွေလည်းဝိုင်းဝိုင်းလည်နေပါတယ်သူမိဘတွေကလည်းဒူနေတော့တာဖြစ်တော့ကြောင့်ချစ်လိုက်တာတုံနေတာပါပဲမဟုတ်ဘူးဆိုလည်းအရှမ်းပဲပေးထားတာကြောင့်တငယ်ချင်းပေါင်းလေးကိုကျွေးနိုင်ဝင်နိုင်ခဲ့ပါတယ်လူငယ်လေးဟာပြည့်စုံတဲ့မိသားစုကဆင်းသက်လာခဲ့သူဖြစ်ပြီးရီမန်းချက်ကြီးမားခဲ့ပါတယ်။သူ့ကိုဘာဖြစ်ချင်လဲလို့မေးရင်လူဟာအင်္ဂလန်နိုင်ငံမှာပညာသင်ချင်တယ်လို့ပဲဖြေခဲ့ပါတယ်။သူဟာသူ့ရဲ့ပညာရေးကိုမြန်မာပြည်မှာပဲအဆုံးသတ်ချင်ခဲ့ပါဘူး။ငှက်တကောင်လိုပဲသူပြန်တန်းနိုင်တဲ့စွမ်းအားရှိသမျှသူကအဟိုးအဝဲကြီးကိုပြန်တန်းချင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။လူငယ်ပြီးဆွဆွဆာဆာလောက်ခံရတဲ့အရာတွေကိုဝါဒနာပါပါတယ်။ဒါကြောင့်လေသူဟာပညာကိုစ조사ပြီးတင်ယူပါတယ်။အထူးသဖြင့်သူဟာအင်္ဂလိပ်ဘာသာကိုအထူးလေးလာခဲ့ပါတယ်။ဒီလိုနဲ့သူဟာဆယ်တန်းနှစ်ကိုရောက်လာတဲ့အခါမှာတော့သူ့ဘဝကိုပြောင်းလဲစေမယ့်အကြောင်းအရာတွေနဲ့ဆက်တိုက်ကြောင်းတွေ့လာရပါတယ်။တနေ့မှာသူဟာသူ့တငယ်ချင်းတိုက်တဲ့ဆေးလိပ်ကိုတောက်မိကြမှာအဲ့ဒီဆေးလိပ်ကိုခဏခဏတောက်ချင်စိတ်ပေါ်လာခဲ့ပါတယ်။ပထမတော့သူ့တငယ်ချင်းကသူ့ကိုလက်ကားတိုက်ပါတယ်။တလားလောက်ကြာတော့သူ့ဘာလာသူဝယ်တော့ရတဲ့အစဉ်ကိုရောက်ရှိလာပါတယ်။နောက်ပိုင်းမှာအဲ့ဒီဆေးလိပ်ဟာရိုးဆေးလိပ်မဟုတ်ဘဲဘိန်းမြူထဲရတဲ့ဆေးလိပ်မှန်တီးသွားတဲ့အခါမှာတော့သူဟာဘိန်းမြူကိုဆွဲလန်းနေခဲ့ပါပြီ။မတုံးရရင်မနေနိုင်လို့ဖြစ်နေခဲ့ပါပြီ။ဒါကြောင့်သူ့ကိုဘဲမြူဆွဲအောင်လုပ်တဲ့ငယ်ချင်းကိုအားကိုးပြီးသူဟာမူရဲ့စေဝါကိုလူမတိတူမတိဆက်လက်တုံးဆက်ခဲ့ပါတယ်။အဲဒီလိုသူဟာမူရဲ့စေဝါတုံးတဲ့အချိန်ကစားပြီးစာကိုကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး။ပြီးတော့ငယ်ချင်းတွေနဲ့လက်ဖက်ရည်ဆိုင်ထိုင်တာချင်းခတ်တာဘောလုံးကန်တာတွေလည်းမလုပ်တော့ပါဘူး။သူဟာများတော့အပြည့်ခန်းထဲမှာတီးတန်တန်နေပြီးဘယ်သူမှမတီးအောင်မူရဲ့စေဝါကိုကြိတ်ပြီးတုံးဆွဲနေခဲ့တာပါ။အဲဒီလိုဖြစ်ပျက်ကိုမတိတဲ့မိဘတွေကတော့ပညာလိုလားတဲ့သူတို့ဒါလေးဟာ10တန်းကိုထူးထူးချွန်ချွန်အောင်မြင်ဖို့အတွက်စာကိုစ조사နေရလို့ထင်မြင်ခဲ့ပါတယ်။တကယ်ချင်းတွေကလည်းအဲ့ဒီလိုပါပဲ။သူဟာစာကိုချိန်ပေးပြီးကျမ်းမှတ်နေတာကြောင့်အရင်လိုသူတို့နဲ့လက်ဖက်ရည်ဆိုင်ထိုင်တာချင်းခတ်တာဘောလုံးကန်တာတွေမလို့တော့ဖြစ်တာဖြစ်မယ်လို့ထင်နေကြပါတယ်။ဒီလိုနဲ့သူဟာမိဘတွေတကယ်ချင်းတွေရဲ့ယုံကြည်မှုကိုခွင့်ရယူပြီးမူရစေဝါကိုတုံးဆွဲလာလိုက်တာ10တန်းနဲ့တစ်နှစ်လုံးပါပဲ။အရင်ကမိုးဖို့ဆိုမိဘဘေးမှာယူတဲ့လူကမူရစေဝါတုံးဆွဲလာပြီးတဲ့နောက်မှာအကြောင်းပြချက်မျိုးစုံနေမိဘစီကပတ်စံတောင်းလာပါတယ်မိဘတွေကလည်းလူတွေတော့ဒါလေးဆိုတော့တောင်းလောက်မညူထုတ်ပေးကြပါတယ်သူဟာအနေထိုင်ရဲ့လွန်ပြီးဒါကြောင့်မူရစေဝါတုံးနေတာကိုမိဘတွေနဲ့တကယ်ချင်းတွေကမြင်မိခဲ့ပါဘူးဆင်းတဲ့ဆောင်ဝဲပြည့်တဲ့အချိန်ရောက်လာတဲ့အခါကျတော့သူကဘာဆောင်မှမရပေမဲ့ဟမ်မပြတ်ဆောင်ဝဲသွားပြခဲ့ပါတယ်အားလုံးကသူ့ကိုဂုံယူဂုံလူများစွာနဲ့အောင်မြင်မယ်လို့ထင်နေကြပါတယ်သူ့ကိုဖြစ်နိုင်လားလို့မေးရင်သူကပြောပြီးလက်မလေးကိုထောင်းပြတယ်ပြီးတော့ဘဒူးမနဲ့စကားတိတ်မပြောဘဲမူရစေဝါဝဲပြီးအိမ်ကိုတန်းပြန်လာခဲ့ပါတယ်
စေနဆောင်ဝဲကြီးဖြစ်ပြီးတဲ့ခါမှာတော့တကယ်ချင်းတွေကအရင်လိုစိတ်လူကိုလက်ပိတ်စံတိုင်းချင်းခက်ဘလုံးကံမှုလာကုန်ပြီးမြတူကအကြောင်းပြချက်မျိုးစုံနဲ့ညှင်းဆန်ခဲ့ပါတယ်ငါအင်္ဂလိပ်စာလေ့လာနေတော့ငါကွန်ပျူတာ software တွေအကြောင်းလေ့လာနေတော့ငါမှဖတ်စီရစာတွေရှိတော့စားတဲ့အကြောင်းပြချက်တွေကသူ့ရဲ့လက်လုံစကားဖြစ်နေပါတယ်တကယ်တော့သူကအခန်းထဲကမူရစေဝါတော်ဝင်တဲ့ချိန်ကလွယ်ပြီးမထွက်ချင်ခဲ့တဲ့သူပါသူခန်းဟာသူ့တို့ပြည့်ပြည့်စုံတဲ့လောကနိဗ္ဗာန်ဘုံဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့10တန်းအောင်စီရင်ထွက်လာတဲ့အခါမှာတော့မိဘတကယ်ချင်းတွေကသူ့ကိုဂုံလူဘယ်နှမာတာပါမလဲဆိုပြီးတော့ခံမရင်ကုန်နေကြပါတယ်ဒါပေမဲ့ကြောက်နေပုံမှာအောင်စင်းစာရွက်တွေကတ်လိုက်တဲ့အခါမှာတော့သူနာခုံနံပါတ်နဲ့နတုနာမည်ပါမလာခဲ့ပါဘူးဒီတော့တကယ်ချင်းတွေသူမိဘတွေကမယုံနိုင်လောက်အောင်ဖြစ်သွားခဲ့ပါတယ်သူတို့မြအမြင်မှားသလားဆိုတဲ့အတွက်နဲ့ထက်ကကြည့်ပေမဲ့လည်းသူခုံနံပါတ်နဲ့သူ့အမြင်ကိုမတွေ့ခဲ့ကြပါဘူးတကယ်တော့သူဟာမူရစေဝါဆွဲလန်းပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့ရည်မှန်းချက်တွေဒီပညာတွေကိုမိတ်ပြလိုက်ပါတယ်လူစိတ်ထဲမှာနေ့စဉ်မူရစေဝါကိုဘယ်လိုတုံးဆက်ရမလဲဆိုတဲ့အတွေ့ပဲရှိတော့ပါတယ်ဒါကြောင့်အောင်စင်းမှာသူ့နာမည်ပါမန်းဆောင်းမွေးဖြေကလေးကတီးနေတဲ့သူ့အတွက်ဆောင်းမွေးကြတာဘာမှမထူးဆန်းခဲ့ပါဘူးလူမိဘတွေကတားဘလို့ဖြစ်တာလေလို့မေးတဲ့အခါမှာလေသူကဒါလေးကြိုးစားတာပဲလေ10တန်းဆိုတာလက်ကြီးတွေဆိုတော့လက်တွေဖြေမှာပဲယုံလို့တယ်နောက်နေ့တာဒီချိုင်ပြန်စူးစမ်းပါမယ်လို့ခက်ပေါ်လေးပြေးလိုက်ပါတယ်ဒီတော့မိဘတွေကတားကိုချစ်တဲ့စိတ်နဲ့တော့ဖြစ်သူစိတ်ဆင်းရဲမှာဆိုလို့ဘာမှဆက်မမီတော့တကယ်ချင်းတွေကလည်းစိတ်မကောင်းကြောင်းပြောရင်သူကအေးစီပါဝါဒီနေ့မအောင်လဲနောက်နေ့ပေါ့ဆိုပြီးပေါ့လေးပြန်ပြောတတ်ပါတယ်ဒါကြောင့်အချို့တကယ်ချင်းတွေဆိုရင်ဒီကောင်တော်တော်ပြောင်းလဲသွားတယ်ပညာရေးနဲ့ပတ်သက်ပြီးလိုချင်လောဘစိတ်မရှိတော့ဘူးလို့မှတ်ချက်ချကြပါတယ်ဒီလိုနဲ့တနေ့မှာသူ့ကိုမွေးစေဝါရောက်တဲ့လူတွေဟာခိုင်လုံတဲ့သတင်းထောက်ထားတွေနဲ့အဖမ်းခံလိုက်ရပါတယ်။အဲဒီသတင်းကိုကြားလိုက်ရတဲ့အခါမှာတော့သူဟာရမ်းတုန်လှုပ်သွားပါတယ်။ပြီးတော့သူ့နှုတ်ကနေပြီးပြစ်တင်တာပဲငါဘယ်လိုလုပ်ရမလဲ။သူတို့အဖမ်းခံရပြီဆိုတော့ငါတို့ဆေးကဘယ်လိုလုပ်ရမလဲ။ဘယ်မှာဝယ်ရပါမလဲဒုက္ခပါပဲ။ဆိုတဲ့စကားကိုအချိန်ရရွတ်နေပြီပါတယ်။သူဟာသူပစ္စည်းဝယ်တဲ့လူတွေအဖမ်းခံရတဲ့သတင်းကြောင့်ခဏမငြိမ်ဖြစ်နေပါတယ်။အလိုလိုနေရင်စိတ်တူနေပါတယ်။အဲ့ဒီခါမှာသူ့ကိုမတိမတာနဲ့ကဲခက်နေကြတဲ့မိဘတွေဟာသူ့ရဲ့ပြောင်းလဲလာစားပြုတ်နေတဲ့အချိန်တွေကိုသတိထားမိလာကြပါတယ်။ဒီလိုနဲ့တရက်ကနေ2ရက်ကြာလာတဲ့အခါမှာတော့သူဟာမွေးစေဝါကိုလုံလောက်မတုံးဆွဲရတာကြောင့်ရင်းထလာပါတယ်။အရာကိုစိတ်လိုမချဖြစ်လာပါတယ်။အရင်ကတိမ်မွေပြီးစကားပြောရင်ကျေးတဲ့လူတယောက်ရဲ့ပါဇက်ကဆဲတန်ဆိုးတန်တွေထွက်ပေါ်လာပါတယ်။သူ့ရဲ့စိတ်တွေကလည်းဘလူးတကောင်လိုကြမ်းတမ်းလာပါတယ်။ပထမတော့သူမိဘတွေကသူ့ကိုမူရစေဝါဆိုနေတယ်လို့မထင်ပဲတရယောက်ကပြုစုထားတာဖုတ်တည်းရဲ့တစေဝင်စည်းတာလို့ထင်နေကြပါတယ်ဒါကြောင့်အထက်လန်းဆရာတွေနဲ့ကူဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့တက်တိနားလေတဲ့လူတွေကသူ့လက္ခဏာဟာဘယောကပြုစုထားတဲ့လက္ခဏာမဟုတ်ကြောင်းဖုတ်တည်းရဲ့တစေဝင်စည်းတာလည်းမဟုတ်ကြောင်းမူရစေဝါတုံးဆွဲထားတဲ့လက္ခဏာဖြစ်ကြောင်းမူရစေဝါမတုံးရလို့ရင်းထနေကြောင်းဒေချာရှင်းပြတော့မှမိဘတွေကအော်တုံလုံးတွားခဲ့ရပါတယ်ပြီးတော့တာဖြစ်သူကိုကြည့်ပြီးယူကျုံမရဖြစ်ခဲ့ကြရပါတယ်။အဲဒီနောက်လူစိတ်ပြောက်ပြီးအတိမဲ့နေတဲ့ဓာဖြစ်သူကိုမထိန်နေတာကြောင့်ဘဝချင်းကိုကူညီခေါ်ပြီးကျိုးတွေနဲ့ဝိုင်းတုတ်ကစိတ်ကြမ်းမှရေးစေရုံကိုပို့လိုက်ကြပါတယ်။ဒီလိုနဲ့စိတ်ကြမ်းမှရေးစေရုံမှာစနေတကြစိတ်ကူးတော်မူခံယူပြီးတဲ့နောက်ပိုင်းမှာသူကကျမ်းမာရေးကောင်းလာလို့မူရစေဝါလည်းပြတ်သွားပါတယ်။သူကအကောင်းဆုံးဘဝကနေအဆိုးဆုံးအခြေအနေထိရောက်ပြီးအဆိုးဆုံးကနေအကောင်းဆုံးကိုပြန်လည်ရောက်ရှိလာပါတယ်။အဲဒီနောက်နောင်သားတွေရဲ့သူစေယုံကဆင်းလာပြီးတဲ့နောက်ပိုင်းမှာသူဟာဘဝကိုအကောင်းဆုံးပြန်လည်ကြိုးစားပါတယ်။သူစီကနေအချိန်တော်ကြာပျောက်ကွယ်သွားတဲ့သူဖြစ်ချင်တဲ့ဆန္ဒတွေကိုလည်းအကောင့်ထဲပေါ်ဖို့အတွက်အားထုတ်ခဲ့ပါတယ်။ဒီတကတော့သူ့ကိုမိဘတွေကလက်ခွင့်မပေးတော့ပါဘူး။အပေါ်နေကစားတေချာကယူဆိုင်ပြီးပေါင်းစီခဲ့ပါတယ်။ဒီလိုနဲ့သူဟာနောင်သားတွေနဲ့အတူကြိုးစားခဲ့တာဆယ်တောက်ဆောင်ပွဲကိုအောင်မြင်ခဲ့ပါတယ်။အဲဒီနောက်ဖြစ်ချင်တဲ့ဆန္ဒတိုင်းကိုဆက်လက်ကြိုးစားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာအင်္ဂလန်နိုင်ငံကိုတွားရောက်ပညာသင်ကြားနိုင်တဲ့အထိသူဖြစ်ချင်တဲ့ဆန္ဒတွေဟာအကောင့်ထဲပေါ်လာခဲ့ပါတယ်။ဒါကြောင့်ဘဝဆိုတာကြီးကအရန်ကိုပြည့်ရမာရများပါတယ်။ဖြစ်ချင်တာတွေဖြစ်အောင်ကြိုးစားနေချိန်မှာဖြစ်ချင်တာတွေမဖြစ်အောင်လို့ဖြက်လို့ဖြစ်စီလုံးမဲ့အရာတွေကအလင်းငယ်ဆောက်ပြီးထိုးနှက်ဖို့အသိရှိနေကြပါတယ်။ဒါပေမဲ့ဘယ်လိုပြဿနာတွေဘယ်လိုအခက်အခဲတွေပဲရှိပါစေမိမိတို့ရဲ့ဖြစ်ချင်တဲ့ဆန္ဒလေးတော့လုံးဝမပြောက်ပြအောင်ထိန်ပြီးအခက်အခဲပြဿနာတွေကိုကျော်ဖြတ်ရပါမယ်။ဒါမှတော့မိမိတို့ဟာလူဘဝမှာအတိတ်ပဲရှိတဲ့လူတစ်ယောက်အဖြစ်လောကဓာတ်ကိုအန်တုရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ဘဝတစ်ခုကိုတရုပ်ပုံကြည့်မယ်ဆိုရင်အနေအမြင့်အတကြစင်ရချမ်းသာတွေနဲ့ရောထွေးနေရတွေ့ပါလိမ့်မယ်။ဒါစစ်တဲ့အတိတ်တွေကိုခါကြပါ။ဒီနေ့ပြစ္ဆုတ်ပံဟာမနှက်ပြန်မှာအတိတ်ဖြစ်သွားပြီ။အနာဂတ်ဟာလည်းပြစ္ဆုတ်ပံပြန်ဖြစ်လာတယ်။
ဘွားဆိုတာတိတ်အနာဂတ်ပြစ္ဆုတ်ပန်ဆိုတဲ့ကာလသုံးပါးနဲ့ရှင်းတန်းနေကြတာပါလူတယောက်ဟာအသိကနေပြစ္ဆုတ်ပန်ကိုလာတယ်ပြီးတော့အနာဂတ်ကိုဆက်သွားတယ်ပြီးတော့တည်ဆုံးခြင်းမှာဆုံးသက်တယ်ဒါဟာဘယ်တော့မှမမှားခဲ့တဲ့နေရာမှာတဘောတရားတွေပဲဒါကြောင့်မိတို့ဘွားတွေဟာအသိတစ်ခုထဲမှာပဲမရှင်းတန်းပါနဲ့အသိတစ်ခုထဲမှာပဲမိတို့ရဲ့ဘွားတွေကိုမမြုပ်နှံပါနဲ့အဲ့ဆိုတော့ပြီးဆုံးသွားတဲ့အရာတစ်ခုဖြစ်တော့ကြောင့်အနာဂတ်မှာလှပဖို့အတွက်ပြစ္ဆုတ်ပန်မှာရှင်းနိုင်အောင်စ조사ရအောင်မယ်ဖြစ်နိုင်ရင်တက်ဒီမှာဖြစ်ခဲ့တဲ့အကြောင်းအရာတွေထဲမှာအောင်မြင်ခြင်းကြာရှုံးခြင်းပျော်ရွှင်ခြင်းဝမ်းနည်းခြင်းတွေချစ်ချင်းမုန်းခြင်းတွေအစဉ်ပြေခြင်းအစဉ်မပြေခြင်းတွေစားတဲ့မိမိတို့ဘဝမိမိတို့စိတ်ကိုအကျိုးမဲ့စေမယ့်အရာတွေကိုခါချရပါမယ်ခါထုတ်ရပါမယ်လုံးဝသိမ့်ပန်ထားပါနဲ့တကယ်တော့ဇိုတိုင်းဟာဘဝခီကိုရှောင်နေတဲ့နေရာမှာအမားတွေလည်းရှိတယ်လို့အမှန်တွေလည်းရှိပါတယ်အောင်မြင်ခြင်းတွေရှိတယ်လို့ကြာရှုံးခြင်းတွေလည်းရှိပါတယ်ဘယ်သူမှအမြဲတမ်းမမှန်တယ်လို့ဘယ်သူမှလည်းအမြဲတမ်းမမှားပါဘူးဘယ်သူမှအမြဲတမ်းမအောင်မြင်တယ်လို့ဘယ်သူမှလည်းအမြဲတမ်းမကြာရှုံးပါဘူးဘာဖြစ်လို့လဲဆိုတော့ဘဝဆိုတာမြင်းဖြောင်းတစ်ချောင်းလို့တမထက်တွားလို့ရတဲ့ခရီးတစ်ခုမဟုတ်လို့ပါပဲဒါကြောင့်ဘဝမှရင်အနေမြင့်အတက်ကြဆိုတာရှိစမြဲပါပဲအချို့ကဘဝတစ်ခုကိုဖြတ်တန်းတဲ့နေရာမှာအသိကောင်မြင်မှုတွေကိုတန်းတာရင်ပြစ္ဆုတ်ပန်ဘဝကြီးကိုကျင်းနေကြတယ်ရောင်ရမ်းတင်းနေကြတယ်ငါတို့လုပ်ခဲ့ပြီးငါတို့စ조사ခဲ့ပြီးငါတို့အောင်မြင်ခဲ့ပြီးဆိုတဲ့ခံယူချက်တွေနဲ့ပြစ္ဆုတ်ပန်ဘဝကြီးမှာအနာဂတ်ကိုမေးရောပြီးခြေချင်းနဲ့ကြီးနေထိုင်နေကြတယ်အချို့ကြတော့တခဏတောင်မြင်မှုကိုထာဝရအောင်မြင်မှုလို့ထင်ပြီးရှိတဲ့စီစဉ်ချမ်းသာလေးပေါ်မှာတာယာနေတတ်ပါတယ်အချို့ကြတော့ငါဘယ်တော့ကဘလို့အောင်မြင်ခဲ့တာငါဘယ်တော့ကဘလို့နေခဲ့တာငါဘယ်တော့ကဘယ်လိုတွားခဲ့တာငါဘယ်တော့ကဘလို့စားခဲ့တာဆိုတဲ့အတိတ်ကခံစားဆန်စားရတာတွေကိုပြစ္ဆုတ်ပန်စီတဲလာပြီးပြန်မရနိုင်တော့တဲ့ຢာတွေပေါ်မှာဆွဲလန်းနေကြတယ်တကယ်တော့အတိတ်ဆိုတာပြေဆုံးသွားတဲ့ຢာတခုဖြစ်မှန်ကျင်းနေနားနေရပါမယ်ရုံရုံကြီးကြီးနဲ့လက်ခံထားရပါမယ်မိမိတို့ဟာပြေဆုံးသွားတဲ့အတိတ်စီကပြန်ရနိုင်တာဆိုလို့သင်ခန်းစာတွေရှိပါတယ်ဒါကြောင့်အတိတ်မှာဖြစ်ခဲ့တဲ့ပူဆွေးဝမ်းနည်းခြင်းတွေဆုံးရှုံးပျက်စီးခြင်းတွေစားတဲ့စိတ်ပျက်စီးအကြောင်းမျိုးစုံရှိခဲ့ရင်တော့ပြစ္ဆုတ်ပန်စီကိုတင်မလာပဲအတိတ်မှာပဲခါချခဲ့ရပါမယ်ဒါမှတော့ပြစ္ဆုတ်ပန်ကာလမှာစိတ်တဲ့လူတွေနဲ့စ조사နိုင်မှာဖြစ်ပါတယ်ငါကအတိတ်တုန်းမှာတော့အစဉ်ပြေခြင်းများစွာရှိခဲ့တယ်ဒါကြောင့်ပြစ္ဆုတ်ပန်ဘဝမှာအကောင်းဆုံးပြန်စ조사မယ်ပြီးဆုံးသွားတဲ့အတိတ်တွေကိုငါပြန်ပြီးမတန်းတာတော့ငါမှားခဲ့တဲ့မားတွေကတင်ငန်းစာယူပြီးအနာဂတ်မှာလှပဖို့အောင်မြင်ဖို့ပြစ္ဆုတ်ပန်မှာစ조사မယ်ရုန်းကန်မယ်အတိတ်ရဲ့ကျုံလောင်ခြင်းတွေကိုငါမခံဘူးထက်တူကြီးတဲ့အမှားမျိုးမဖြစ်အောင်ငါနေထိုင်မယ်ငါပြင်မယ်စားရိတ်စိတ်တမျိုးနဲ့ဘဝကိုဒီဆောက်ရပါမယ်မိမိစိတ်တဲ့တွေကိုကြံ့ခံအောင်လေ့ကျင့်မျိုးထောင်ရပါမယ်ရုပ်ပိုင်းဆိုင်ရာကြံ့ခံမှုစိတ်ပိုင်းဆိုင်ရာကြံ့ခံမှုတွေကိုအကောင်းမှုဆုံးဖြစ်အောင်ဒီဆောက်ရပါမယ်ဒီဆုံးသွားတဲ့တွေကိုလုံးဝဖတ်တွင်ထားပါနဲ့လှုပ်ချလိုက်ပါအဲ့ဒီလိုလှုပ်ချလိုက်မှဒါမိမိတို့ရဲ့ပြစ္ဆုတ်ပန်နဲ့နာခဲ့ဟာထုံးတောက်လာပြီးအောင်မြင်ကြော်ကြတဲ့လူတယောက်ဖြစ်လာမှာပါဒါကြောင့်အတိတ်ကဖြစ်တဲ့များကိုဒီငန်းစာယူပါဒါပေမဲ့ပြစ္ဆုတ်ပန်ကိုတော့အတိတ်ကအကြောင်းအရာတွေလုံးဝသိမလာပါနဲ့အတိတ်ဟာအတိတ်တိုင်းပဲရှိပါစေဒါမှတော့မိမိတို့ဘဝတွေဟာလေဟုန်ကိုပြန်ဝဲနိုင်တဲ့သိင္ကတကောင်တို့ထီနောင်မှုကင်းမဲ့စွာနဲ့လွတ်လပ်စွာပြန်တန်းနိုင်ခွင့်ရှိမှာဖြစ်ပါတယ်အစင်မပြေခြင်းတွေနဲ့ခြေထားထားတဲ့ဘဝတစ်ခုမှာစိတ်ထဲကြာခြင်းတွေရှိတယ်။ဒါဆိုတဲ့အစားပဲလို့ရတယ်။လှုပ်ချင်တာကိုစေကူးရင်နေမဲ့အစားတေဝေခြင်းမရှိပဲထားလုပ်လိုက်ပါ။မောင်မြင်ခဲ့ရင်တော့ဘဝကသင်ခန်းစာတွေပေးပါလိမ့်မယ်။လူတစ်ယောက်သူ့မှာလှုပ်ချင်တာတွေများနေခဲ့တယ်။သူလှုပ်ချင်တဲ့ပုံစံကလူများတွေလက်ပိုက်ဆိုင်ဖွင့်လို့ကြီးပွားချမ်းသာနေတာကိုတွေ့ရင်လက်ပိုက်ဆိုင်ဖွင့်ချင်တာတယ်။စားတော့ဆိုင်ဖွင့်လို့ကြီးပွားချမ်းသာနေတာကိုတွေ့ရင်စားတော့ချိန်ဖွင့်ချင်ပြန်ရော။ဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်လို့ကြီးပွားချမ်းသာတာတွေ့ရင်သူကချက်ချင်းပဲဆောက်လုပ်ရေးကန်ထရိုက်လုပ်ချင်ပြန်တယ်။ကုန်ကြောင်ပစ္စည်းအထည်လေးတွေရောင်းလို့ကြီးပွားချမ်းသာတာတွေ့ရင်လည်းသူကစိတ်ပြောင်းလာပြီးလုပ်ချင်လာတယ်။စံစမားလုပ်ငန်းကားလုပ်ငန်းတွေကလည်းသူလုပ်ချင်တဲ့လုပ်ငန်းတွေနဲ့မှပါနေပြန်တယ်။ဒါပေမဲ့အဲ့ဒီလုပ်တွေကိုသူကျွမ်းကျင်လားဆိုတော့မကျွမ်းကျင်ဘူး။နားလည်လားဆိုတော့လည်းဘာမှနားမလည်ဘူး။သူများအောင်မြင်လို့သူကအောင်မြင်ချင်တာသူများကြီးပွားချမ်းသာလို့သူကကြီးပွားချမ်းသာချင်တာခံယူချက်တွေစီမံကိန်းတွေသူ့စီမှာဘာမှမရှိဘူး။ဒါကြောင့်လေသူ့ဘဝမှာဘာတစ်ခုမှမရစားမလို့ပဲစိတ်ကူးရည်ရင်တွေအထင်ကြီးအားကြခြင်းတွေနဲ့ပဲချိန်ကုန်ခဲ့တယ်။တကယ်တော့အောင်မြင်သူတွေရဲ့ဘဝစားဘယ်လောက်ခက်ခဲလဲဆိုတော့သူမသိဘူး။အောင်မြင်မှုရဖို့အတွက်ဘယ်လောက်ထိကြိုးစားခဲ့ရတယ်ဆိုတော့သူနားမလည်ဘူး။သူလိတာကသူတို့အောင်မြင်နေကြတယ်။ငါလည်းသူတို့လုပ်တဲ့လုပ်တွေကိုလိုက်လုပ်ပြီးအောင်မြင်ခြင်းတယ်။ဒါပဲတူတည်တယ်။ဒါကြောင့်လေနောက်ဆုံးကျတော့သူဟာလှုပ်ချင်တာတွေများပြီးဘာတစ်ခုမှမလုပ်နိုင်ခဲ့ပါဘူး။နောက်တစ်ယောက်ကတော့သူ့ထက်နဲ့အဆင်းမြင်တယ်။သူဟာသူများလုပ်တဲ့လုပ်တွေဆိုမလုပ်ချင်ဘူး။နီလန်းတက်ရှာခြင်းနဲ့စင်ဦးတီထွင်တဲ့လုပ်ငန်းတွေကိုလုပ်ချင်တယ်။အောင်မြင်နေတဲ့လူတွေကိုကြည့်ပြီးအားကြစိတ်ကလွယ်ပြီးသူတို့လုပ်တဲ့အလုပ်တွေကိုလိုက်လုပ်မယ်ဆိုတဲ့စိတ်မျိုးမရှိဘူး။
သူဟာအခြားနီလာနဲ့သူတို့လိုအောင်မြင်မှုတွေကိုရယူချင်တာဒါကြောင့်သူဟာစဉ်းစားတယ်တွေးတော့တယ်ဘာလို့ရင်ကောင်းလဲဆိုပြီးတကူလူချိန်ချိန်မေးတယ်သူလုံနေတာတွေစဉ်းစားတယ်သူမတိတာသူမတက်တာတွေကိုတင်ယူဖို့ဝင်မလဲခဲ့ဘူးဒါပေမဲ့သူ့မှာအဓိကအားနည်းချက်တစ်ခုရှိတယ်အဲ့ဒီအားနည်းချက်ကတော့သူဟာအလုပ်တစ်ခုကိုလုပ်ဖို့စဉ်းစားတိုင်းစလုပ်ဖို့ကြောက်နေနေတယ်ဥပမာအစားအသောက်လိုမျိုးကိုဒီထွင်စမ်းတက်ပြီးရောင်းမယ်ဆိုရင်တော့သူဟာရေဆုံးတွေးလိုက်တာကဒီလိုအစားအသောက်မျိုးကိုလူကြိုက်ပါမလားငါလို့ရောင်းရင်ဝယ်သူရှိပါမလားဆိုရင်အဆုံးမြင်တဲ့စိတ်ကအရင်ဆုံးဝင်လာတာပါဒါကြောင့်လေသူဟာပညာတွေအများကြီးတက်မြောက်တယ်လုပ်ငန်းတွေအများကြီးကျွမ်းကျင်ပေမဲ့စားလုပ်ဖို့အကြောင်းနေတဲ့စိတ်ကြောင့်ဘာတစ်ခုမှမလုပ်ဖြစ်ခဲ့ပါဘူးနောက်တစ်ယောက်ကတော့ရှင်းတယ်သူဟာပထမလူလိုလည်းပတ်စံမရှိဘူးဒုတိယလူလိုလည်းပညာတွေအများကြီးမတက်မြောက်ဘူးဒါပေမဲ့သူဟာသုံးတိုက်ကြားခက်ခိုင်ဆိုတဲ့လူမျိုးဘယ်လိုမျိုးကိုမဆိုစားလုပ်ဖို့ဝင်မလဲသူလှုပ်တဲ့လှုပ်တွေဟာမောင်းမြင်တာများတယ်တစ်ခါကအတူငယ်ချင်းတယောက်ကသူ့ကိုပြောဘူးလေမင်းကိုချီလိုက်တိုင်းအများကြီးလှုပ်တစ်ခုကိုလှုပ်နေတာပဲဒါပေမဲ့ဘာတစ်ခုမှလည်းရေရာအောင်မြင်မှုမရှိဘူးမင်းအလှုပ်တာစိတ်မပြတ်သေးဘူးလားအဲ့ဒီခါမှသူကဟာလူဆိုတာအလှုပ်ရမှာပေါ့ကွာအလှုပ်ဆိုတာလူနဲ့တဲ့တဲ့မျိုးပဲဒါပေမဲ့အောင်မြင်တာထက်အလှုပ်တစ်ခုလုပ်နေမှငါကျင်နေတာနောက်ဆုံးကမောင်မြင်တော့ဒီငါ့ဘဝအတွက်သင်ခန်းစာတွေအများကြီးရတာပေါ့ဆိုပြီးပြန်ပြောတတ်ပါတယ်ဒီတစ်ခါတော့ဘယ်လိုမျိုးကိုမဆိုစားလို့ဖို့ဝင်မလေးတဲ့သူဟာမျိုးစုံကနေရာကြေကိုငှားပြီးမော်ဟင်ငါးဆိုင်ဖွင့်ပါတယ်ပထမတော့သူ့ရဲ့လုပ်ရက်ကိုငွေချင်းတွေကတားကြပါတယ်လူစီကားရမျိုးတွေကမော်ဟင်ငါးဆိုင်တွေတောင်ရောင်းမကောင်းလို့အချို့ဆိုဆိုင်တွေတောင်ပိတ်လိုက်ကြတာလူတူရောက်ပေါက်နေတဲ့မြို့ပြင်မှာမော်ဟင်ငါးဆိုင်တောင်ဖွင့်မယ်ဆိုတော့ယူနေကြတာဆိုပြီးပြောတဲ့သူကပြောဒီကောင်လှုပ်တွေလှုပ်တာများပြီးခြောင်လာပြီးကြက်မပြေတော့ဘူးလို့ပြောတဲ့သူကပြောနေဝေပြန်ပြစ်တင်ကြပါတယ်ဒါပေမဲ့သူဟာဘယ်သူမှပြောဂယူးမဆိုင်ပဲသူလှုပ်ချင်တာတွေကိုလှုပ်ခဲ့ပါတယ်ပထမသူဟာပဝန်းကျင်ကိုတန်ချင်းတဲ့အောင်မြက်တွေမှန်တွေကိုအလုံးသမားတွေကပြီးရှင်းပါတယ်ပြီးတော့ဆိုင်ကိုလေလုံးမိုးလုံးနဲ့ကြဲဝန်းဆောက်ပါတယ်အမိုးကိုဒီနည်းနဲ့မိုးပြီးစပွဲတွေထိုင်ကုန်ကိုဝါးတွေနဲ့ပြုလုပ်လိုက်တယ်ပြီးတော့မွေးငါးရင်ကိုသူများတွေနဲ့မတူအောင်ချက်ပါတယ်အဲ့ဒီလိုချက်တဲ့ခါမှာလေသူ့ရဲ့နီးစနစ်လေးတွေကမာရင်နှမြပါအောင်လူစ조사ပါတယ်သူဟာသူများမွေးငါးဆိုင်ဖွင့်လို့အောင်မြင်ကြီးွားတာကိုအားကြပြီးလိုက်ရောင်းတာမဟုတ်ပါဘူးဒီနေရာမှာဒီတော့မွေးငါးဆိုင်ဖွင့်ရင်ရောင်းရမလားဆိုတဲ့အတွေ့လည်းတူမှမရှိဘူးသူဟာသူ့စိတ်ထဲမှာရှိတဲ့အတိုင်းသူလှုပ်ချင်တဲ့စိတ်ရှိတဲ့အတိုင်းသူလှုပ်တာဖြစ်ပါတယ်အချိန်မဆွဲဘူးမစင်စားဘူးမတွေ့ရဘူးမောင်မြင်ပါဖြစ်တယ်သူ့အတွက်တင်ငန်းစာချန်နေအဲ့ဒီတော့သူဟာမွေးငါးဆိုင်စားဖွင့်တော့သူတငယ်ချင်းမိတ်ဆွေချုပ်ကလွှဲပြီးသူ့ဆိုင်မှာလာစားမိသူမရှိခဲ့ပါဘူးဒါပေမဲ့သူမွေးငါးကိုတစ်ခါစားမှုရဲ့လူတိုင်းဟာနောက်တစ်ခေါက်မွေးငါးစားခြင်းရင်သူ့မွေးငါးဆိုင်ကိုတတိရတဲ့အထိသူ့လက်ရာကစားလို့ကောင်းခဲ့ပါတယ်သူဟာစိတ်ရှိတယ်ဆွဲရှိတယ်အောင်မြင်မှုဆိုတာလည်းမရမတည်တဲ့အတွက်သူဟာစ조사တယ်ဒီလိုနဲ့သူဟာစိတ်ရှိနဲ့ရောင်းလာလိုက်တာတစားနဲ့သူ့ဆိုင်လေးဟာဒုတိများလာပြီးတစ်နှစ်လောက်ကြာတဲ့အခါမှာတော့အောင်မြင်တဲ့မွေးငါးဆိုင်လေးပြည့်ရက်တည်နိုင်ခဲ့ပါတယ်အခုဆိုရင်သူ့ဆိုင်ရှိမှာကားကြီးကားငယ်တွေဆိုင်ငယ်တွေစပိတ်တွေနဲ့ပြည့်နေနေပြီဆိုင်ထဲမှာလည်းစားလုံးတွေနဲ့စီကားနေပါတယ်သူ့ဆိုင်ကိုသူ့မျိုးကလူတွေလာမှကအခြားမျိုးကမွေးငါးကြိုက်တဲ့စားလုံးတွေပါလာပြီးစားတော့ကြပါတယ်highway တွေကားတွေဖျားဦးရင်တွေဆိုရင်လည်းသူ့ဆိုင်မှာခရီးတစ်ထောင်နာပြီးမွေးငါးစားကြပါတယ်အလူမင်္ဂလာလုပ်တဲ့လူတွေကလည်းသူ့ဆိုင်ကအော်ရာမှာပြီးကျွေးကြပါတယ်တခါတော့သူတငယ်ချင်းတယောက်ကပြောတယ်ဒီကောင်ကန်ကောင်းပြီးကြက်ကန်းဆန်အောင်တို့ရတာပါတယ်တကယ်တော့အောင်မြင်မှုမှာမတော်တဆဆိုတာမရှိဘူးလို့သိပ္ပံပညာရှင်ကြီးတယောက်ကပြောခဲ့ပူပါတယ်ဘာပဲလို့စားလို့ဖို့မကြောက်တဲ့သူဟာကြာရှုံးမှုတွေနဲ့ဘယ်လောက်မှရင်ဆိုင်ကြုံတွေ့ရပါစေအချိန်မှာအောင်မြင်မှုဆိုတဲ့အဒီအဝိကိုခံစားရတတ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အောင်မြင်မှုဆိုတာစ조사သူတွေနဲ့တောင်ထိုက်တန်တဲ့ရာမို့ပါဘလောက်ပဲပတ်စံရှိဘလောက်ပဲပညာရှိဘလောက်ပဲအခွင့်အရေးတွေနဲ့ကြုံစားလို့ဖို့မွေးမြဲဖြစ်နေတဲ့သူစားလို့ရမှကြောက်နေတဲ့သူဟာဘယ်တော့မှမအောင်မြင်တတ်ပါဘူးဒါကြောင့်ဘဝမှာအစဟာအရေးကြီးပါတယ်အရေးပါပါတယ်ဒါကြောင့်စားလို့ဖို့မကြောက်ပါနဲ့အစားတိုင်းဟာခက်ခဲတယ်ဆိုပေမဲ့အောင်မြင်မှုလေကားတွေကိုတက်ရောက်တဲ့နေရာမှာအစပထမခြေလှမ်းဟာအဓိကဖြစ်နေတာကြောင့်အစကိုစားရတဲ့တတိကိုမွေးမြူရပါမယ်ဒါကြောင့်စတင်လိုက်ပါမကြောက်ပါနဲ့အောင်မြင်မှုကအချိန်တိုင်းရောက်လာပါလိမ့်မယ်ကဘာပေါ်မှာစရဲတဲ့သူနဲ့မစရဲတဲ့သူနိုင်ရှင်လိုက်ရင်စရဲတဲ့သူကကိုယ်ပိုင်လုပ်ငန်းတွေနဲ့အောင်မြင်မှုအတီးဝတ်တွေကိုခံစားနေရပြီးမစရဲတဲ့သူကသူတို့ဘာအောင်မြင်မှုကိုထောက်ပံ့ပေးရတဲ့ဝန်ထမ်းအလုပ်သမားလကစားဘွားနေပဲဘဝညီကုန်းချုပ်တတ်ပါတယ်ဒါကြောင့်ဘာပဲလို့စလုပ်ရဖို့လိုအပ်ပါတယ်ကိုဒုက္ခရောက်ချိန်မှာဘုဒ္ဓကူညီကိုမှမမျှော်လင့်ပါနဲ့အ
ချို့လူတွေကဒုက္ခရောက်တာမြင်မကူညီတဲ့အပြင်ဝါကူထိုးတတ်ပါတယ်ဒါစစ်တဲ့ယုံကြည်တာကိုလုပ်ပါလူတိုင်းဟာကိုယ့်ဘဝနဲ့ကိုယ်ရှင်နေကြတာမို့ယုံကြည်ရာကိုလုပ်ခွင့်ရှိပါတယ်ယုံကြည်ပါကိုယ့်ကိုယုံကြည်ပါကိုယုံကြည်ရဲ့လမ်းကိုကိုလျှောက်ပါကိုယုံကြည်ရာကိုကိုလုပ်ပါမှန်ရင်တော့အောင်မြင်မှုရပါတယ်မှားရင်တော့သင်ခန်းစာရပါတယ်ဒါကြောင့်ယုံကြည်တာကိုလုပ်ဖို့ယုံကြည်တဲ့လမ်းကိုလျှောက်ဖို့အမွေအမြဲမဖြစ်ပါနဲ့တကယ်တော့ဘဝဆိုတာပြောကျတဲ့ပင်လယ်တစ်ခုပါပဲမမြင်ရတဲ့နှချိုင်းမှုတွေမမြင်ရတဲ့အခက်အခဲတွေမမြင်ရတဲ့ဘေးရန်တွေဟာအချိန်မရွေးနေရာမရွေးကြုံတွေ့လာနိုင်ပါတယ်ကြုံတွေ့နေကြရပါတယ်ဒါကြောင့်ဘဝကိုပေါ့ပေါ့လေးရှောင်မတတ်ပါနဲ့ဘဝကိုပေါ့ပေါ့လေးမဖြတ်တမ်းပါနဲ့ကိုမယုံကြည်တဲ့အလုပ်တွေလုပ်ရင်ဘဝကိုအချိန်ကိုမခံပါနဲ့ယုံကြည်မှုမရှိတဲ့ຢာတိုင်းဟာအောင်မြင်မှုဆိုတာမရတတ်ပါဘူးဖျားလုံးစရကမင်းသားပင်လယ်သမုဒ္ဒရာကိုလက်ပစ်ကူတာဟာဒုက္ခလိုယုံကြည်မှုရှိတယ်ပါအနော်ရထားမင်းကစုပ်ကလေးမင်းကိုဒုံချင်းစီချင်းထိုးဖို့စိန်ခေါ်တာဒုက္ခလိုယုံကြည်မှုရှိတယ်ပါဘယင်းတော်ဟာနောင်ရုပ်တိုက်ပွဲမှာရန်သူတွေကိုဖောင်ဖျက်ပြီးတိုက်ခိုက်တာဟာသူနဲ့သူ့တပ်သားတွေပေါ်မှာယုံကြည်မှုရှိတယ်ပါဒါကြောင့်မိမိကိုယ်ကိုယုံကြည်မှုရှိတဲ့လူတွေဟာမိမိတို့ထက်အင်အားကြီးတဲ့ရန်သူတွေအခက်အခဲတွေကိုရင်ဆိုင်ရဲကြပါတယ်ပင်လယ်သမုဒ္ဒရာကြီးကအကျယ်ကြီးမို့ငါမကူရဲဘူးဆိုတာသူတို့ဘဝမှာမရှိပါဘူးသူကတော့တအုပ်ဆက်မိုင်းပြဖြစ်တာမို့ငါတဦးချင်းစီးချင်းမထိုးရဲဘူးဆိုတာလည်းမရှိပါဘူးရန်သူတက်အင်အားကများတယ်ငါတက်အင်အားကနည်းတယ်နိုင်ရောနိုင်ပါမလားဆိုတဲ့အတွေ့အကြုံလည်းမရှိခဲ့ပါဘူးသူတို့ရင်ထဲမှာရှိတဲ့ယုံကြည်မှုကသူတို့ကိုကြောက်ရွံ့မှုတွေကင်းမဲ့စေခဲ့ပါတယ်ဒါကြောင့်ဘာပဲလုပ်ယုံကြည်တာကိုလုပ်ပါယုံကြည်စိတ်နဲ့လုပ်ပါယုံကြည်မှုရဲ့နောက်မှာလုံရဲတဲ့တတိဆိုတော့ရှိလာပါလိမ့်မယ်အဲ့ဒီလိုတတိရှိလာပြီဆိုရင်အခက်ခဲမှန်တဲ့များကိုဖြတ်ကျော်ရေးလာတော့မှာပါဒါကြောင့်လောကရန်ကိုဒူးမထောက်ဖို့ဆိုရင်ယုံကြည်တာကိုလုပ်ဖို့လိုအပ်ပါတယ်လောဘမကြည့်ပါနဲ့တဖြည်းမှန်မှန်နဲ့ရှောင်းရင်လည်းပန်းနိုင်ရောက်ပါတယ်တန်းစစ်တဲ့တိုးတက်လို့စိရှိပါစေဘဝကိုရောက်တဲ့နေရာကနေနောက်တစ်ဆင့်တက်ဖို့လုံးဝမကြောက်ပါနဲ့လူတွေဟာဘဝခီးကိုရှောက်တဲ့အခါမှာရောက်တဲ့နေရာမှာပဲရက်တက်ပြီးတက်တာကြောင်းနဲ့အတားလေးအတက်နေမယ်ဆိုရင်တိုးတက်မှုဆိုတော့ဘယ်တော့မှရှိလာမှာမဟုတ်ပါဘူးဒါကြောင့်ဘဝမှာတိုးတက်ချင်ရင်တိုးတက်လို့ရှိရပါမယ်တိုးတက်စေမယ့်အလုပ်တွေကိုတစ်စင်းပြီးတစ်စင်းလုပ်ရပါမယ်အချို့ကဘဝကိုရက်တက်နေတဲ့နိုင်ပြတဲ့လုံးလို့သဘောထားပါတယ်မိမိတို့ရောက်ရှိနေတဲ့နေရာမှာပဲရက်တက်နေကြပါတယ်ရှေ့ဆက်ပြီးမကြိုးစားမယုံခံကြတော့ပါဘူးသူတို့ရင်ထဲမှာတိုက်ပွဲဝင်ခြင်းနဲ့စိတ်နေပါနေကြပါတယ်အချို့ကြတော့လေဘဝကိုတိုးတက်ခြင်းနဲ့စိတ်နဲ့ရှင်တန်းကြပြီးတိုးတက်အောင်လေကြိုးစားနေကြပါတယ်တိုးတက်စေမယ့်အခွင့်အလမ်းကောင်းတွေကိုလည်းရှာကြံနေကြပါတယ်ဒါကြောင့်လေသူတို့ဟာအချိန်ကာလတစ်ခုရောက်တဲ့အခါမှာတော့အတိုင်းအတာတစ်ခုထိတိုးတက်လာကြပါတယ်ဆိုင်ကယ်ဂရီတက်ပြီးခင်မစားရဲ့အချိန်ကာလတစ်ခုကဖြစ်ပါတယ်အဲ့ဒီအချိန်ကရွာမှာဆိုရင်တရွာမှာဆိုင်ကယ်တစ်စီးစနှစ်စီးစရှိနေတဲ့အချိန်ပဲရှိပါသေးတယ်လူငယ်လေးတယောက်ဟာတရုတ်ဆိုင်ကယ်ဟောင်းလေးတစ်စီးကိုဝယ်ပြီးဂရီဆွဲပါတယ်အဲ့ဒီအချိန်မှာသူ့မြို့မှာဂရီဆွဲတာဟာသူပထမဆုံးဖြစ်လိမ့်မယ်လို့ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့လူဆိုင်ကယ်ဝယ်ပြီးတဲ့အချိန်ထိသူတို့မြို့မှာဆိုင်ကယ်ဂရီဆိုတာမရှိသေးပါဘူးလူတွေဟာတွားစရာလာစရာရှိရင်ဆိုင်ကထော်လာကြီးတွေစီးပြီးတွားကြရပါတယ်သူတို့နဲ့သူဟာဆိုင်ကယ်ဝယ်ပြီးတဲ့အချိန်မှာတော့အနီးနားပတ်ဝန်းကျင်ကလူတွေအရေးကြီးလို့တွားစရာရှိရင်သူကလိုက်ပို့ပေးရပါတယ်ပြီးတော့ခီးကွာဝေးကိုကြည့်ပြီးစီဝန်း900ထောင်ယူပါတယ်ဒီလိုနဲ့သူဟာနောက်ပိုင်းမှာတော့ကယ်ရီပုံစံမျိုးနဲ့ဘယ်ချိန်ခေါ်ဘယ်နေရာဖြစ်ဖြစ်အရေးကြီးရင်ကြီးတယ်လို့လိုက်ပို့ပေးပါတယ်ဒါကြောင့်ဆိုင်ကယ်နဲ့တွားကျင်လာခြင်းလူတွေကသူ့အိမ်ကိုလာပြီးတွားကျင်တဲ့နေရာကိုလိုက်ပို့ခိုင်းရင်းနဲ့သူဟာဆိုင်ကယ်ကယ်ရီဆွဲတဲ့ဘဝကိုရောင်မှန်းပြီးရောက်ရှိခဲ့ပါတယ်ပြီးတော့လေအဲ့ဒီလိုဆိုင်ကယ်ကယ်ရီဆွဲတဲ့လုံဟာအတော်လေးဝင်ကောင်းခဲ့ပါတယ်တနေ့လောက်ကြားတဲ့အခါမှာတော့သူ့လိုပဲကယ်ရီဆွဲတဲ့လူတွေဟာပေါ်ပေါက်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာသူဟာရက်ွက်တွေကဖောက်တယ်တွေမြို့ကဖောက်တယ်တွေဒါမှကတောဘက်ကဖောက်တယ်တွေကိုပါရရှိနေခဲ့ပါပြီဒါကြောင့်တော်တယ်မြို့နဲ့ရက်ွက်လွန်ထိုးနေအောင်ဆွဲခဲ့ရပါတယ်တခါတလေဆွဲကောင်းတဲ့နေ့တွေတောကဖောက်တယ်တွေစီးရနေတွေဆိုရင်ည12နာရီလောက်မှအိမ်ကိုပြန်ရောက်ပါတယ်ပြီးတော့မနေ့ဆိုရင်9နာရီလောက်ထပြီးတောကိုတွားပြီးတောကခီးတွေကိုတင်ကမြို့ကိုပြန်လာရပါတယ်ဒီလိုပို့ပြီးရက်ွက်တွေကဖောက်တယ်တွေတွားကျင်တဲ့နေရာတွေကိုလိုက်ပို့ရပါတယ်ဒီလိုနဲ့သူဟာစူးစမ်းလိုက်တာလက်ထက်မှာပတ်စံတော်လေးစုမိလာပါတယ်သူဟာရည်ရွယ်ချက်ကြီးမားသူပြီးသူ့အိမ်မက်ကိုရှင်နာဖို့အတွက်သူလူဘဝကိုတဆင်းချင်းတက်ခဲ့ပါတယ်သူဟာပတ်စံလေးတွေတော်လေးစုမိတဲ့အခါမှာတော့စိတ်ချရတဲ့လူစီမှာအတူရင်ဘဝချထားလိုက်ပါတယ်လူချင်းတဲ့အချိန်မှာပြန်ယူမယ်ဆိုပြီးတော့ပြောထားပါတယ်ပြီးတော့အတူရင်ဘဝချထားတဲ့ပတ်စံကိုမိမိပြောထားပြီးဂေဆိုတဲ့အလုပ်ကိုဖိဖိစီဆက်လုပ်ခဲ့ပါတယ်သူဟာဂေဆိုရင်းနဲ့ပဲတောဘက်မှာရှိတဲ့ကုန်းစုံစံလေးတွေရင်ဈေးမှာတော့ကိုမြို့ကဝင်ပေးရတဲ့အဆင့်ကိုရောက်ရှိလာခဲ့ပါတယ်
အရင်ကကုန်းဆုံးဆိုင်ပိုင်ရှင်တွေကသူတို့ဆိုင်ကလိုအပ်တဲ့ပစ္စည်းတွေဆိုသူတို့ကိုယ်တိုင်ကိုယ်နှောင်းနဲ့မြို့ကိုတက်ပြီးကိုယ်တိုင်ကိုယ်ကြဝယ်ကြရပါတယ်အခုတော့သူတို့ကိုယ်တိုင်မွေတော့ပဲကယ်ရီဆိုတဲ့လူကိုပဲလိုအပ်တာမှလည်းမှားကြပါတော့တယ်သူကလည်းကုန်းဆုံးဆိုင်တွေကမှားတဲ့ပစ္စည်းတွေဆိုတိတိကျကျမှန်မှန်ကန်နဲ့ဝယ်ပေးပါတယ်မှားတဲ့ပစ္စည်းဘလောက်ပဲများလိုတော့တာမေ့တော့တာမရှိအောင်ဒေတာယူဆိုင်ခဲ့ပါတယ်ဒါကြောင့်လေကုန်းဆုံးဆိုင်တွေရဲ့ယုံကြည်မှုကိုရရှိခဲ့ပါတယ်ဒီလိုနဲ့အချိန်ကာလတစ်ခုကြာတဲ့အခါမှာတော့ဆိုင်ငယ်တွေဟာပေါ်လာပါတယ်စပါးစေးပဲစေးတွေကောင်းလာလို့တီးနှံတွေကလည်းအထွတ်တိုးလာတာကြောင့်တော့ရတွေမှာကိုပိုင်ဆိုင်ငယ်တွေဝယ်လာနိုင်ကြပါတယ်မြို့တွေမှာလည်းဆိုင်ငယ်စီးနိုင်တဲ့သူဆိုင်ငယ်ကိစ္စတဲ့သူတွေနဲ့ပြည့်နေနေခဲ့ပါတယ်ဆိုင်ကားစီးတာကုန်းလောင်းစီးတာဟာတဖြည်းဖြည်းနဲ့မေးမိန်လာခဲ့ပါတယ်ဒါကြောင့်သူကဆိုင်ငယ်တွေဆွဲတာကိုရန်နာပြီးကုန်းဆုံးဆိုင်ဖွင့်ဖို့စဉ်းစားလိုက်ပါတယ်သူကကုန်းဆုံးဆိုင်ဖွင့်ရင်ရက်ွက်ထဲကလူဝဲချုပ်အားတူးဆိုင်မှာဝယ်ကြမယ်ပြီးရင်ဈေးဝယ်ပေးနေတဲ့တော့ကကုန်းဆုံးဆိုင်တွေလည်းရှိနေပါတယ်ဒါကြောင့်သူကတိုးရင်6ပွားထားတဲ့ပတ်စံကိုပြန်ထုတ်ပြီးစုထားတဲ့ပတ်စံနဲ့ပေါင်းကဆိုင်ကတစ်ခါကိုငှားပြီးကုန်းဆုံးဆိုင်လေးဖွင့်ခဲ့ပါတယ်သူကုန်းဆုံးဆိုင်လေးဟောင်းဖွင့်ကားကြောင့်မှအယောင်အဝယ်တော်တော်ပါခဲ့ပါတယ်ရက်ွက်တွေကလူချို့တော့လာရောက်ဝယ်ယူကြပြီးဈေးဥပေါယုံလောက်တော့ရောင်းခဲ့ရပါတယ်ဒါပေမဲ့တူးဆိုင်လေးက၄ချိန်ဝင်မှန်ကန်ခြင်းဈေးနှုန်းမှန်ကန်ခြင်းကွန်ပျူတာဆောင်ခြင်းတို့ကြောင့်တစ်ဖြည်းဖြည်းဝယ်သူများလာပါတယ်။နောက်ပိုင်းမှာတော့ကုန်းဆောင်ဆိုင်ဓမ္မတွေကလည်းတူးဆိုင်ပြောင်းပြီးဝယ်လာကြပါတယ်။ဒါကြောင့်6လလောက်အတွင်းမှာအယောင်းဝယ်တော်တော်ကောင်းလာပါတယ်။တူးဆိုင်ဟာဈေးနှုန်းမှန်အလေးမှန်ရုံတာမှကဆက်ဆံရေးကလည်းအထူးကောင်းမွန်ခဲ့ပါတယ်။ဝယ်သူစိတ်ချမ်းသာအောင်ဦးစားပေးခဲ့ပါတယ်။ဒီလိုနဲ့တနေ့လောက်ကြာတဲ့အခါမှာတော့တူးဆိုင်ကတို့မျိုးလေးရဲ့အယောင်းရဆုံးဆိုင်ထဲမှာဆင်းဝင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဒူဘာကိုပိုင်ဆိုင်ကဒုံကန်တွေကိုဝယ်ယူပြီးအယောင်းဝယ်ပြုလုပ်ခဲ့ပါတယ်။ဒူဘာဘွားကိုဆိုင်ကယ်ရီဘွားကစားခဲ့ပေမဲ့တိုးတက်လူစိတ်တွေမပြည့်မီပဲကြိုးစားခဲ့ပါတယ်။တစင်းပြီးတစင်းအတူတမှုလမ်းကြောင်းပေါ်ကိုရှောက်ခဲ့ပါတယ်။တိုးတက်အောင်ဇွဲလုံးလာဝရီအောင်စိုက်ထုတ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့လူဆန္ဒနဲ့ထက်တူကြတဲ့ရောင်းကောင်းတဲ့အခုံဆုံးဆိုင်ပိုင်ရှင်အတယောက်ဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ဘွားလမ်းကိုရှောက်နေတဲ့အခါမှာရက်တက်နေုံနဲ့ဘွားကပြီးဆုံးတော့မှမဟုတ်တဲ့အတွက်တိုးတက်အောင်ကြိုးစားရပါမယ်။ဒါမှသာမိမိတို့ဖြစ်ချင်တဲ့ဆန္ဒတွေဟာမိမိတို့ရဲ့ဘဝနဲ့ထပ်တူကြလာမှာဖြစ်ပါတယ်။ဘဝဆိုတော့တိုက်ပွဲတစ်ခုလားလာစမ်းပါလောကဓာတ်ကိုရင်ဆိုင်ဖို့ငတ်မှရရရှိတန်စက်တဲ့အပြုံးများကိုထူစေခြင်းကြမ်းခိုင်တဲ့စိတ်တဲ့ရှိသူတိုင်းဟာအရှုံးကိုလက်မခံတဲ့လို့အရှုံးနဲ့ကြုံလို့ရရင်လည်းပြုံးမပြတတ်ပါဘူး။ဒီနေ့မိမိတို့ဘဝတွေမှာအကြောင်းမျိုးစုံနဲ့ပြုံးမိနေကြပါတယ်။ဒါပေမဲ့မိမိတို့ရဲ့ပြုံးတွေဟာဘယ်လိုပြုံးမျိုးဖြစ်နေပါသလဲ။ဘာကြောင့်ပြုံးနေကြပါသလဲ။မိမိတို့ရဲ့ပြုံးတိုင်းဟာအမှန်တကယ်ရင်ထဲကထွက်ပေါ်လာတဲ့ခံစားရတဲ့အစစ်မှန်တွေဟုတ်ပါမလား။တခါတည်းမှာမိမိတို့ဟာကိုယ်တဘောကျနှစ်သက်တဲ့အကြောင်းအရာတွေကိုတွေ့ရှိလို့ပဲဖြစ်ဖြစ်ကိုယ်တဘောကျနှိမ့်ချိုက်တဲ့အကြောင်းအရာလေးတွေကိုကြားသိလို့ပဲဖြစ်ဖြစ်စိတ်လိုလက်ရနှစ်ကပြုံးမိတော့ကြပါတယ်။ဒါပေမဲ့တခါတည်းမှာတော့မိမိတို့ဘာတွေမှာတဘောမကျစရာကိစ္စလေးတွေနှိမ့်ချိုက်မှုရှိတဲ့အကြောင်းအရာလေးတွေနဲ့ကြုံတွေ့ရရင်တဲ့အခါမှာမပြုံးချင်ပေမဲ့အချင်းတွေရမချီပြောင်းနေပြောင်းလဲရတာတွေရှိကြပါတယ်။1000နဲ့9000နဲ့1000နဲ့အသေးရက်တွေမပေါ်ခင်အချိန်ကာလတစ်ခုပါပေါ့။အဲ့ဒီအချိန်ကပတ်စံကြွေဟာရန်ရှားပါသလိုလျှက်စီမီတွေကလည်းရန်ပြက်နေတဲ့အချိန်ဖြစ်ပါတယ်။ဒီနေ့မှာတော့လူတစ်ယောက်က1000နဲ့900တန်တွေပါတဲ့ပတ်စံ350ကိုဘန်မာလာပြီးအပ်ပါတယ်။အဲ့ဒီအချိန်မှာတိုက်တိုက်ဆိုင်ဆိုင်မီးကလုံးဝမလာပါဘူး။ဒါကြောင့်ငွေလက်ခံတဲ့ကောင်တာမှာတာဝန်ရှိတဲ့ငွေကန်ဟာပတ်စံ350ကိုပြေမပြေအုပ်ယူစစ်ပြီးအန်ကဲမီးမလာလို့လက်နဲ့ရည်မယ်နော်စောင့်ကြည့်ပေးပါလို့အရင်ကြီးလေးပြောလိုက်ပါတယ်။အဲ့ဒီကောင်မှာငွေလာတွင်းနဲ့အန်ကဲကြီးရဲ့မျက်နှာဟာနင်းငင်ချုံဝင်လာပြီးဟာမေလက်နဲ့ရည်မယ်ဆိုရင်အကြာကြီးရည်ရမှာပေါ့။ငါအဲ့ဒီတော့မတ်တရပြီးမစောင့်နိုင်ဘူးလို့ပတ်စံရှိရတဲ့နဲ့ခက်မှာပြောလိုက်ပါတယ်။ဟုတ်ကဲ့အန်ကဲအကြာကြီးမစောင့်နိုင်ရင်မိလာတဲ့ခါမှာပဲငွေလာတွင်းမှာဒါဆိုငွေရည်စက်နဲ့ရည်ရအောင်အမြန်တာပေါ့လို့အကျိုးအကြောင်းရှင်းပြပါတယ်ဒီစကားကိုကြားတော့ငွေလာတွင်းတဲ့လူကမင်းကငါ့ကိုမိတ်ပြီးအောင်မင်းကဘာကောင်းနေငါပါတာငွေပဲချိန်တွင်းမင်းကြောင်းပါလားမရဘူးမင်းတို့ရုံးမှာမီးဆက်ရှိတယ်မလားမီးဆက်မောင်ပြီးငွေစက်နဲ့ရေးဆိုပြီးဒေါ်နဲ့မောင်နဲ့ပြောလိုက်ပါတယ်အဲ့ဒီလိုငွေလာတွင်းတဲ့လူရဲ့ဒေါ်လာတန်းကြောင့်အခြားကောင်တာမှာထိုင်နေတဲ့ငွေကန်တွေပါဝင်ဗန်ဝင်သားတွေဟာပြက်တနာဖြစ်နေတဲ့ကောင်တာကိုဝိုင်းကြည့်ကြပါတယ်အဲ့ဒီချိန်မှာပဲပြက်တနာဖြစ်နေတဲ့ကောင်တာရဲ့ငွေကန်ကမီးဆက်မောင်လာကျွန်တော်တို့တဘောနဲ့ကျွန်တော်တို့မောင်းလို့မရပါဘူးခင်ဗျာမန်နေဂျာခွင့်ပြုချက်ရှိမှမီးဆက်မောင်းလို့ရတာပါလို့ရှင်းပြလိုက်ပါတယ်ငွေကိုင်းရဲ့စကားဆုံးမှာတော့ကောင်တာဘေးကိုရောက်ရှိလာတဲ့ငွေကိုင်းတွေကဟုတ်ပါတယ်ကျွန်တော်တို့ကမန်နေဂျာခွင့်ပြုချက်ရှိမှမီးဆက်မောင်းလို့ရတာပါကိုတဘောနဲ့ကိုမောင်းခွင့်မရှိပါဘူးလို့ဝင်ပြောလိုက်ပါတယ်အဲ့ဒီခါကျမှအချင်းတွေကပူဆိုးသွားပါတယ်ဥကြိုရှိသူကဥကြိုကိုအားကိုးတတ်ပါတယ်အဆွဲရှိသူကအဆွဲကိုအားကိုးတတ်ပါတယ်ပတ်စံရှိသူဟာလည်းပတ်စံကိုအားကိုးတတ်ပါတယ်ပတ်စံရှိသူကငါပတ်စံရှိရပြီငါဖြစ်ချင်တာကိုလုပ်ပြရမယ်ဆိုတဲ့စိတ်နဲ့ပြောဆိုရှင်းတဲ့နေထိုင်ကြပါတယ်
အခုလည်းငွေလာတွင်းတဲ့သူဟာအကျိုးတင်အကြောင်းတင်ရှင်းပြတာကိုလက်မခံပဲသူ့ရဲ့ငွေတွေကိုကောင်လောင်ဘောကနေပြန်ဆွဲပြီးငါမင်းတို့စင်တဲ့စကားမပြောဘူးမန်နေဂျာနဲ့စကားပြောမယ်ဆိုပြီးမန်နေဂျာခန်းစီကိုတွားလိုက်ပါတယ်ခဏကြာတော့မန်နေဂျာခန်းကဘယ်ဒီရန်ထွက်ပေါ်လာပါတယ်အဲ့ဒီတော့ဘယ်ဒီရင်ရုံးအကူတယောက်ကမန်နေဂျာခန်းကိုအလင်းမြန်တွားရပါတယ်ဒါကြောင့်ဘယ်ဒီရန်ကြတော့ရုံးကူတယောက်ကမန်နေဂျာခန်းကိုအလင်းများပြေးဝင်တော့ပါတယ်ပြီးတော့ပြတ်ထွက်လာပြီးစောလာကငွေလက်ခံနဲ့ငွေကန်စီလာပြီးမန်နေဂျာကြီးခေါ်နေတယ်လို့ပြောလိုက်ပါတယ်ငွေကန်လေးမန်နေဂျာကြီးခေါ်နေရဆိုတော့အလင်းမြန်ကောင်လာကနေထားပြီးတွားလိုက်ပါတယ်ဒီလိုနဲ့မန်နေဂျာခန်းကိုရောက်တဲ့အခါမှာတော့မန်နေဂျာကြီးကငွေလာတွင်းနဲ့ဒူနဲ့စကားပြောနေရင်သူ့ကိုကြည့်ခါကိုယ့်ဘဏ်ကိုငွေလာတွင်းနဲ့ကတ်စတမာကိုမေဘလို့ဆက်ဆံတာလေလို့မြင်လိုက်ပါတယ်မန်နေဂျာကြီးကတဟာဒေါ်လာတန်ပါနေတယ်လို့မျက်နှာကလေးအနေငယ်တင်းမာနေတာကြောင့်သူဖြည့်ရှင်းမဲ့စကားတွေကလေချောင်းဝမှာတစ်ဆုပ်သွားပါတယ်ဒါဟာပထမဆုံးချိန်နဲ့နောက်ဆုံးချိန်ဖြစ်ပါစေနောက်တစ်ခါထပ်ပြီးအတိုင်ခံရရင်တန်းရုံကိုစတင်မယ်ကြားလားငွေကန်ဟာအနေများမဲ့ခေါင်းချိန်ပြလိုက်ပါတယ်ပြီးတော့မျက်နှာကိုပြောပြီးဟုတ်ကဲ့နောက်တစ်ခါဒီလိုမဖြစ်စေရပါဘူးလို့ကတိပေးလိုက်ပါတယ်အဲဒီနောက်ငွေသားတွေနဲ့လူရှင်းပါပဲမန်နေဂျာကြီးရဲ့ဆုံးမအော်ရာကိုပြောပြီးနားထောင်ခဲ့ရပါတယ်ဒေတာတစ်ခုကတော့အဲ့ဒီချိန်တုန်းကသူပြောခဲ့ရတဲ့အပြုံးဟာအမှန်တရားအတွက်လားအမှားတရားအတွက်လားဆိုတော့ဒေတာနားမလည်ခဲ့ပါဘူးဒါပေမဲ့သူဟာပြောခဲ့ပါတယ်အဲ့ဒီနောက်မန်နေဂျာကြီးဟာကတ်စတမာစိတ်ချမ်းသာတော့မီးစံမောင်ပြီးငွေစက်နဲ့ငွေခန်းခဲ့ပါတယ်မမရရငွေသားတွေနဲ့ကတ်စတမာကြီးကအားလုံးမြည်စည်းသွားတဲ့အခါမှာငွေကန်ကိုကြည့်ပြီးပြောလိုက်ပါတယ်တကယ်တော့လူတိုင်းဟာအမှန်တရားဆိုတဲ့ခေါင်းစဉ်အောက်မှာရှင်းသန်နေကြပါတယ်ဒါပေမဲ့လူတော်များများဟာအမှန်တရားနဲ့ပတ်သက်လာရင်ရဲရဲမှုထုတ်ပေါ်ပြောရကြပါဘူးရဲရဲမလောက်ခံရဲကြပါဘူးအာနာမှုတွေကြောက်ရွံ့မှုတွေစိုးရိမ်ထက်သန်မှုတွေနဲ့တို့ကိုယ်တိုင်အမှန်တရားကိုဖောက်ဖျက်ကျူးလွန်နေကြပါတယ်မပြုံးခြင်းပဲပြုံးနေကြပါတယ်လူတော်များများဟာလူအတိုင်းဝိုင်လူပတ်ဝန်းကျင်မှာနေရင်လူတွေနဲ့လက်ရောညီထွေမှုရှိအောင်နေတတ်ဖို့လိုတယ်ဆိုတဲ့အမည်ကိုတုံးချပြီးအမှန်တရားကိုမျက်ွယ်ပြုနေကြပါတယ်တကယ်တော့မိမိတို့ဟာဘဝကိုရှင်းတဲ့နေရာမှာရောင်ဆောင်ပြုံးတွေကိုရှောင်ရပါမယ်မှန်ကန်တဲ့ပြုံးတွေနဲ့တောင်လူလောကမှာရက်တည်ရပါမယ်မလိုအပ်ရင်မပြုံးပါနဲ့ပြုံးခဲ့ရင်လည်းဘာကြောင့်ပြုံးလာလဲဆိုတော့သိဖို့လိုပါတယ်ကြောက်လို့ပြုံးတာလားအနိုင်ရလို့ပြုံးတာလားဝမ်းတော်လို့ပြုံးတာလားဝမ်းနဲ့လို့ပြုံးတာလားဒါကိုဒီချာခွဲခြားသိဖို့လိုအပ်ပါတယ်တကယ်လို့မိမိတို့ကကြောက်လို့မျက်နှာချိုတွေပြီးပြုံးရတယ်ဆိုရင်စိတ်ပိုင်းဆိုင်ရာမှကရုပ်ပိုင်းဆိုင်ရာနဲ့ရှုံးနေတဲ့လူတွေဖြစ်တော့ပါပြီဒါကြောင့်ကြောက်တဲ့စိတ်ရှိလာခဲ့ရင်တော့လုံးဝမပြုံးပါနဲ့အပြုံးကြောင့်ထက်ရှုံးရတဲ့အဖြစ်ကိုလုံးဝလက်မခံပါနဲ့အနိုင်ရလို့ပြုံးနေဆိုရင်တော့ဒါဟာမှန်ကန်တဲ့လောကနိယာမတစ်ခုပါပဲလောကမှာရှုံးတဲ့သူကမိတ်ပြီးနိုင်တဲ့သူကပြုံးကြတာမထူးဆန်းပါဘူးပြုံးကိုပြုံးရပါမယ်ဝမ်းတာလို့ပြုံးနေဆိုရင်လည်းအဖြစ်တင်ဆုံးအရာတစ်ခုပါပဲလူတယောက်ဟာမိမိတို့လိုချင်တဲ့အရာကိုရတဲ့အခါမှာပဲဖြစ်ဖြစ်မိမိတို့တွေးချင်မြင်ချင်တဲ့အရာကိုတွေးမြင်လိုက်ရတဲ့အခါမှာပဲဖြစ်ဖြစ်မိမိတို့ကြားချင်တဲ့အရာကိုကြားလိုက်တဲ့အခါမှာပဲဖြစ်ဖြစ်ရင်ထဲကလှလိုက်မှမောနဲ့ဝမ်းနာနဲ့စိတ်ကလေးပေါ်လာပါတယ်အဲဒီချိန်မှာပီတိဖြစ်တဲ့စိတ်ကလေးနဲ့အတူပြုံးမိလိုက်ပါတယ်ပြုံးမိတတ်ကြပါတယ်ဒါပေမဲ့ဝမ်းနေစရာရှိလို့ပြုံးရတယ်ဆိုရင်ဒါဟာအမှန်တရားတစ်ခုတော့မဟုတ်ပါဘူးလူတယောက်ကဝမ်းနေမှုကြောင့်စိတ်နှလုံးတွေပင်ပန်းနေတဲ့အချိန်မှာမချီပြုံးလေးထပ်ပြီးတော့ပြုံးရတယ်ဆိုရင်ပို့ပြီးတော့စိတ်ပင်ပန်းတတ်ရပါတယ်လူတိုင်းဟာကိုယ်စိတ်တွေကမပါတဲ့ຢာတစ်ခုကိုမလုပ်ချင်ကြပါဘူးမလဲတာမချောင်တာလို့လုပ်ခဲ့ရရင်တော့သူတို့မှပြောချင်မှုဆိုတော့လုံးဝမရှိပါဘူးဒါကြောင့်ဝမ်းနေစရာနဲ့ကြုံခဲ့ရင်တော့လုံးဝမပြုံးပါနဲ့တကယ်တော့ပြုံးတွေကိုထုစစ်ပုံဖော်တဲ့နေရာမှာမိမိတို့ရဲ့ပြုံးတွေကဒိတ်ပဲရှိတဲ့ပြုံးတွေဖြစ်ဖို့လိုအပ်ပါတယ်မိမိတို့ကိုစိတ်ခွန်အားတွေပေးမဲ့ပြုံးတွေဖြစ်ဖို့လိုအပ်ပါတယ်အချို့ပြုံးတွေဟာမလွဲတာလို့ပြောလို့ရပါတယ်အဲ့ဒီပြုံးတွေကြောင့်ပဲမိမိတို့ရဲ့စိတ်ကိုပို့ပြီးပင်ပန်းနွမ်းနေစေခဲ့ပါတယ်မိမိတို့မပြုံးပြခြင်းတဲ့သူတယောက်ကိုပြုံးပြရတာဟာအလွန်စိတ်ပျက်စရာကောင်းလာပါတယ်တကယ်တော့မိမိတို့ဟာမိမိတို့ရဲ့ထဲမှာရှိတဲ့စိတ်ဆန္ဒအတိုင်းပြုမှုနေထိုင်ရပါမယ်မိမိတို့စိတ်ကိုမိမိတို့လွတ်လပ်ခွင့်ပေးရပါမယ်မပြုံးချင်မပြုံးပါနဲ့ရဲဝင်ပြတာဆိုရင်ပြုမှုနေထိုင်ပါလူတိုင်းဟာဘဝခီးလန်းကိုရှောက်တဲ့အခါမှာပြုံးခြင်းတွေမဲ့ခြင်းတွေရှိကြပါတယ်အောင်မြင်တဲ့အခါမှာပြုံးပြီးကြာရှုံးတဲ့အခါမှာမဲ့တကြပါတယ်လောကရန်ရဲ့တိုက်ခိုက်မှုကိုပြုံးနဲ့ရင်ဆိုင်မှုဆိုတာတာမန်ကြက်ခိုင်မှုလည်းမရနိုင်ပါဘူးဒါကြောင့်မိမိတို့ဘဝတွေမှာရာအတွက်ပြုံးဖို့မလိုပဲပြုံးတင်တာကိုပဲပြုံးဖို့လိုအပ်ပါတယ်ဒါမှတော့မိမိတို့ပြုံးတွေဟာမိမိတို့ကိုစိတ်ခွန်အားတွေဖြစ်စေပါဒါကြောင့်ပြုံးမှာစိတ်ခွန်အားကိုပေးစေမဲ့ပြုံးတာဖြစ်ပါစေလောကရန်ကတင့်ကိုအရှုံးပေးတော့ပါလိမ့်မယ်ဒီလိုမှမဟုတ်ပဲရာအတွက်ပြုံးနေရင်တော့တင့်ရဲ့ပြုံးဟာအရှုံးအတွက်ပြုံးပြနေလို့ဖြစ်ပါလိမ့်မယ်ဘဝမှာလောကရန်နဲ့ကြုံတွေ့လာတဲ့ပြုံးမပြတ်ပင်တန်မာတဲ့စိတ်တွေနဲ့အနိုင်တိုက်ဖို့ကြိုးစားပါဒါစစ်တဲ့ရဲရင်ပြတ်သားဖို့လိုပါတယ်
ရင်းရင်ပြတ်မှုမရှိတဲ့စိတ်တွေကြောင့်လူတော်များများအခွင့်အလမ်းကောင်းတွေနဲ့ဝေးကွာတာလက်ကြပါတယ်မိမိတို့ဟာမိမိတို့ဘဝမှာမိမိတို့လိုချင်တဲ့အရာတွေကိုရယူပန်းဆိုင်နိုင်ဖို့ဆိုရင်ရင်းရင်ပြတ်ဖို့လိုအပ်ပါတယ်ရင်းရင်ပြတ်ခြင်းမရှိဘဲမိမိတို့လိုချင်တဲ့အရာကိုရယူပန်းဆိုင်နိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးလူတိုင်းဟာအောင်မြင်ခြင်းကြတယ်ကြီးပွားခြင်းကြတယ်ချမ်းသာခြင်းကြတယ်မိမိတို့လိုချင်တဲ့အရာကိုရယူပန်းဆိုင်ခြင်းကြတယ်ဒါပေမဲ့လူတိုင်းဟာသူတို့ဖြစ်ချင်တယ်လို့ဖြစ်မလာကြပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့စိတ်ထဲမှာရရင်ပြတ်တဲ့စိတ်မရှိတော့ပါဘူး။ရရင်ပြတ်တဲ့စိတ်ဆိုတာငါတောင်းကိုလုပ်မယ်ဖြစ်အောင်လုပ်မယ်။မအောင်မြင်မချင်းလုံးဝလက်မလျှော့ဘူး။ငါဟာအောင်မြင်တဲ့လူတွေဖြစ်ရမယ်။ငါလိုချင်တဲ့အရာကိုပိုင်ဆိုင်ခွင့်ရစေရမယ်။ဘလို့အခက်အခဲဘလို့တားဆီးတွေပဲရှိပါစေ။ငါမကြောက်မရွံ့နဲ့ကြော်ဖြတ်မယ်။စားရစိတ်မဖြစ်ပါဘူး။အဲ့ဒီလိုမဟုတ်ပဲစိုးရင်ပူပန်စိတ်များတဲ့ဘဝခီလန်ကိုရှောင်လိုက်မယ်ဆိုရင်တော့မိမိတို့လိုချင်တဲ့အရာတွေကိုဘယ်တော့မှပိုင်ဆိုင်ခွင့်ရမှာမဟုတ်ပါဘူး။လောကကြီးမှာတစ်ခုခုလုပ်ဖို့မွေးမရဖြစ်နေတဲ့လူစိုးရင်ပြောမှုရှိတဲ့လူတွေစီကိုအောင်မြင်မှုဆိုတဲ့အရာဟာလွယ်လွယ်ကူကူရောက်မလာတတ်ပါဘူး။ဒါကြောင့်မိမိတို့ဘဝတွေမှာအောင်မြင်မှုကိုရရှိစေဖို့အတွက်ရရင်ပြတာတဲ့စိတ်ရောမရှိဖြစ်လိုအပ်ပါတယ်။တကယ်လို့မိမိတို့ရင်ထဲမှာရရင်ပြတာတဲ့စိတ်မရှိခဲ့ဘူးဆိုရင်ရှိအောင်မွေးမိရပါမယ်။ရှင်တန်အောင်ပြုစုပြောထောင်ရပါမယ်။ခံမြဲအောင်လေ့ကျင့်ရပါမယ်။ဒါမှတော့မိမိတို့လိုချင်တဲ့အောင်မြင်မှုပန်းနိုင်ဟာမိမိတို့အတွက်ဖြစ်လာမှာပါ။ယနေ့ကမ္ဘာတိုင်းမှာနာမည်တစ်လုံးနဲ့ထင်ရှားကြော်ကြားခဲ့တဲ့စစ်ဘီရဲ့နပိုလီယန်ဟာဆိုရင်တာမန်စစ်သားလေးဘွားကနေဂျေးရင်ပြတာတဲ့စိတ်ဓာတ်တွေကြောင့်ပြည်내နိုင်ငံရဲ့စစ်ပြင်ဖြစ်လာခဲ့တယ်။တကယ်လို့နပိုလီယန်ကရဲရင်ပြတာတဲ့စိတ်ဓာတ်မရှိခဲ့ဘူးဆိုရင်ယနေ့ကမ္ဘာမှာသူ့ကိုဘယ်သူမှသိမှာမဟုတ်ပါဘူး။ဘယ်သူမှလည်းသူ့အကြောင်းကိုရေးသားဖော်ပြမှာမဟုတ်ဘူး။အဲ့ဒီချိန်တုန်းကသူ့လိုစစ်သားတွေအများကြီးဟာပြည်내နိုင်ငံမှာအများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့သူ့လိုရဲရင်ပြတာတဲ့လူမျိုးကတော့သူတယောက်ပဲရှိခဲ့ပါတယ်။ဒါကြောင့်သူဟာတိုက်တုံတိုက်ကိုတိမ့်ပိုက်နိုင်ခဲ့တယ်။စစ်တီရဲဘက်ပေါင်းသိန်းတန်းများစွာကိုအမိန်ပေးနိုင်ခဲ့တယ်။အသက်33နှစ်အရွယ်နဲ့သူ့ရဲ့ရင်းပြတာတဲ့စိတ်ဓာတ်တွေကြောင့်ပြည်ပြည်ရဲ့ equilibrium ဖြစ်လာခဲ့တယ်။ဒါကြောင့်အောင်မြင်တဲ့သူတွေဖြစ်ဖို့ဆိုရင်မရရင်မပြတ်သားတဲ့စိတ်ဓာတ်တွေရှိနေလို့မရပါဘူး။အဲ့ဒီစိတ်တွေရှိနေရင်ဖယ်ရှားရပါအဲ့လိုဖယ်ရှားရတဲ့နေရာမှာလည်းမယူရဲဆန်မှုမလိုပါဘူး။တည်တည်ငြိမ်ငြိမ်နဲ့စနစ်တကျဖယ်ရှားရပါမယ်။မရရင်တဲ့စိတ်တွေနေရာမှာရရင်တဲ့စိတ်တွေကိုတစ်ဖြည်းဖြည်းအစားထိုးရပါမယ်။မပြတ်သားတဲ့စိတ်တွေနေရာမှာပြတ်သားတဲ့စိတ်တွေကိုတစ်ဖြည်းဖြည်းအစားထိုးရပါမယ်။တကယ်တော့ရရင်ပြတ်သားတဲ့စိတ်ယူတိုင်းဟာမိမိကိုယ်ကိုယုံကြည်မှုရှိတတ်ပါတယ်။ယုံကြည်မှုရှိလို့တိုင်းဟာဘလို့အခက်အခဲဘလို့အတားအဆီးရှိပါစေရရင်ပြတ်သားတဲ့ဖြတ်ကျော်ရဲကြပါတယ်။ဒါကြောင့်မိမိတို့ဟာလူလောကမှာရှင်းတဲ့နေချိန်ကာလပတ်လုံးမိမိတို့လိုချင်တဲ့အရာကိုရယူပန်းဆိုင်နိုင်ဖို့ရရင်ပြတ်သားတဲ့စိတ်တွေကိုမလွဲမသွေမွေးမြူရပါမယ်။ဒါမှသာမိမိတို့ဟာအောင်မြင်တဲ့လူတစ်ယောက်အဖြစ်ရပ်တည်နိုင်မှာဖြစ်ပါတယ်။ကိုပေးတဲ့တော့ပဲကိုပြန်ရတဲ့လောကကြီးမှာများများအောင်မြင်ခြင်းများများပြီးဆက်ရပါမယ်။ဒါစတဲ့လဲကြရင်ပြန်ထဘဝကိုရှုံးမပြီးနဲ့အချင်းချင်းလဲကြရင်ချင်းချင်းပြန်ထပါဘဝဆိုတော့ရှုံးပေးဖို့မွေးဖွားလာတာမှမဟုတ်တာပဲဘုံကလေးဆိုပြီးပျော်လဲတော့တဲ့စိတ်တစုံနဲ့လောကကြီးထဲမှာရက်တည်ဘူးခဲ့ပါသလားလဲကြတော့တဲ့ချိန်တိုင်းမှာပြန်ထဖို့အတွက်အာရင်တွေကင်းမဲ့ခဲ့ဘူးပါသလားငါ့ကိုဘယ်သူများကူမလဲငါ့ကိုဘယ်သူကထူမလဲဆိုတဲ့စိတ်တွေနဲ့တစုံတစ်ယောက်ကိုမျောလင်းခဲ့ဘူးပါသလားအဲ့ဒီစိတ်တွေကိုအပြီးတိုင်းတက်လိုက်ပါတော့နောက်ထပ်အဲ့ဒီစိတ်တွေကိုဘယ်တော့မှမွေးမမြူပါနဲ့တော့ဒါမှလားဂုံတိတ်ခါကြီးရဲ့လူတစ်ယောက်အဖြစ်မိမိတို့ရဲ့တမိုင်းကိုမိမိတို့ကိုယ်တိုင်လှလှပပရေးထုတ်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့မှာငါးစီရောက်လာမယ့်အခွင့်အရေးတွေအတွက်ငါအမြဲပြင်ဆင်ထားရဆိုရင်လင်ကွဲရဲ့စကားလေးအတိုင်းလဲကြရင်ပြန်ထားဘဝကိုရှုံးမပေးနဲ့မိမိတို့စီရောက်လာမယ့်အခွင့်အရေးတွေအတွက်ပြင်ဆင်ထားရင်လဲကြရင်ပြန်ထနိုင်တဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားရပါလိမ့်မယ်လေးစားစွာဖြင့်တန်စတဲ့အားလုံးပဲအဆုံးထိနားဆင်ကြကြတဲ့အတွက်တေဝူတယောက်ချင်းစီကိုအထူးကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဟိုရီဘုတ်တွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ဖို့အတွက်မြစ်တာရက်ခင်ပါတယ်နောက်ဆုံးအနေဖြင့်ဘူကြောင့်ဆိုင်ရဲ့စကားလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်အကောင်းဆုံးကိုမျှော်လင့်ထားပါအဆိုးဆုံးတက်လည်းအသိပြထားပါ